အားလုံးပဲပြင်လာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးသူချစ်နိုင်ရေးသားထားတဲ့ညုံမြကုန်းမောင်ရှာပုံတော်ဆိုတဲ့ဇာတ်လမ်းမှာအပိုင်း3ရဲဘော်6ကျိတ်ဆိုတဲ့ပိုင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပရိသတ်များကနားဆင်ခံစားအားပေးကြပါဦးရှင်။ဒီဇာတ်လမ်းလေးကိုမစခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးထားကြပါဦး။ဒီလိုဇလန်းသစ်တွေတင်တိုင်းမှာသိရှိနိုင်ဖို့ကိုဘေးနာနူရီခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့အားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။အခုပဲပရိသတ်များနားဆင်ခံစားဖို့အတွက်ဇလန်းလေးကိုစတင်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ရဲဘော်6ချိန်1ညောင်ရမ်းမင်းဆက်ပြတ်3ချိန်ပတ်တာစီလဲထိုးတဲ့ကိုချစ်လောက်ရဲ့အိုးကိုချစ်လောက်ရဲ့အကိုဖြစ်ချင်းကွယ်တောင်တမန်မှာဖြည့်အိုးကွယ်လင်ကိုလင်ချင်းလဲလင်ချင်းတူမှယူပါမယ်။လင်ကရွမ်းတဲ့တိုင်းပြည်ပြက်မဲ့ဟန်တာဝရီရောက်မင်းလက်ထက်စောစောပိုင်းကပင်ဒီတပေါင်တချင်းပေါ်နေခဲ့တယ်။အထူးပင်စိတ်ပြတ်ဆက်ရနားကြားမင်းကတ်ဆက်ရအမင်္ဂလာအပေါင်းတို့နဲ့အပြွန်းဆုံးသောတပေါင်ပေဒီတပေါင်ကိုပင်တပင်တဲတို့စုံမီတီးမှုတ်ကြတယ်လို့ဆိုပါတယ်။မြို့ရွာလူလိန်လူပြင်းလူငယ်တို့လည်းတီစုံမီတွန်ကြကုန်နေမောတီမန်စီကျောင်းဆရာတော်ကအတိတ်ပဲကောက်ယူရတွင်တဲ့ကိုချစ်လောက်ရဲ့အကိုဖြစ်ချင်းကွယ်ဆိုသည်မှာညောင်ရမ်းမင်းဆက်သည်ဆယ်ဆက်သာရှိမယ်လို့အဟောရှိတယ်အခုဆယ်ဆက်စိတ်ရောက်ပြီအကိုဖြစ်ချင်းကွယ်ဆိုတဲ့စကားတန်မှာမသားနိုင်တေသူတို့တန်းတောင်ငိုကြွေးတဲ့အတန်ဖြစ်ပါတယ်မင်းဆက်ဆုံး၍ပျက်စီးသုံးဖြင့်ချိန်မီဟူသည်နှင့်တောင်တမန်မှာဖျင်းခွဲဆိုသည်မှာတောင်တမန်သည်ကြာတာပရိနံဖျင်းဆိုတဲ့စကားမှာလဲငါတေမင်းဧကရစ်လဲငါတေသားဖြစ်ပါတယ်တိုင်းလူပြည်သားမြမတလွမ်းမှာလဲငါတေးပင်ဖြစ်ပြန်တယ်ဒါကြောင့်ငါတေးနှင့်မြမတို့သည်ဖျင်းအိုးကွဲဆိုခဲ့သို့ပျက်စီးခြင်းသို့ရောက်မယ်လို့ဆရာတော်ကမိန့်တော်မူပါတယ်တက္ကရီ1095ခုနှစ်တွင်အင်းဝပြည်၌တနင်္ဂနွေနေ့နတ်ရွာဆန်ကသူ့ရဲ့သားတော်ကြာတာပရိမိကဟန်တာဝရီပါမင်းနန်းတက်တယ်။ငါတေမင်းသားမှာ16နှစ်သာရှိသေးရဲ့ဝါနုတော်ကြောင့်မူးမတ်မတ်ကြီးတို့ကသူ့တဲ့ဝိုင်းရင်ကအရေးချင်းပြေဆုံးတဲ့ဘရင်ရဲ့ညီဗရုံမင်းသားကိုနန်းတင်လို့ကြတယ်။ဒါပေမဲ့မြို့ဝင်ဥပုကဩဇာကြီးမားစွာဖြင့်ထောက်ခံတာကြောင့်ငါတေမင်းသားထီးနှံရလေတယ်။ထီးနှံသိမ့်ပတ်တဲ့နေ့ကနန်းရင်ပြင်မှာထမင်းဟင်းဘောစင်ခဲပွဲအပြည့်ခင်းချင်းထား၍ရှင်ဘရင်ကထိုထမင်းဟင်းများကိုနင်းနယ်ပြီးမှနန်းတက်တော်မူတယ်။ပညာရှင်များကဤမင်းလက်ထက်မုတ်သိရှားပါချိတ်မီလို့နမိတ်ဖန်လေတော်တယ်။ရှင်ဘရင်ဖြစ်ပြီးတော့ဝေကြီးဥပုကိုလွတ်တော်ဆင်းသို့တိုးမြင့်ပေးတယ်။ငယ်စရာမောင်ဖြိုးကိုရာဇနန္ဒာလို့ဖွယ်နင်းကအတွင်းဝင်ခံတယ်။မောင်ဖြိုးမှာမူလတန်းကျောင်းဆရာမြသာတက်တဲ့ရိပ်ဝေကြီးဥပုကပမောက္ခတပွဲပညာဉာဏ်ကြီးမားသူဖြစ်တယ်။ဒါပေမဲ့မောင်ဖြိုးကငယ်စရာအဖြစ်ပုံမရင်းနေသူဖြစ်တယ်။ကတုံးကတိုက်လှုပ်တက်သူလည်းဖြစ်တယ်။ဥပုကတိုင်းပြည်အခြေအနေမကောင်းတဲ့ဖြင့်မွန်တက်များခြေတက်လာတော့ခုခံရန်အစီအစဉ်များကြိုတင်ပြုလုပ်ကြတယ်။လူတန်းလူချမ်းအမှုထမ်း1000ဖွဲ့တယ်။ထိုလူများကိုကိုအောင်မြလူ100ကိုလည်းဖွဲ့တယ်။ရဲ1000နောင်100စီမံကိန်းလို့ခေါ်ပါတယ်။ဒီလိုစီစဉ်ခုခံတော့ရန်သူကိုနိုင်လိမ့်မယ်ဆိုတဲ့ရှေ့စကားရှိခဲ့တယ်။ဒီအစီအစဉ်မှာပုံကံရန်စီမံတယ်လို့ရာဇနန္ဒမောင်ဖြိုးကရှင်ဘရင်ကိုဂုံချော်ခဲ့တယ်။ရှင်ဘရင်ကသူ့ဆရာစကားကိုထောက်ခံကဝင်ကြီးဥပုနဲ့အခြားအရာရှိ၄ဦးကိုကွက်မြတ်စေခဲ့တယ်။ဤကအရေးချင်းမဲ့တဲ့ဘရင်ရဲ့ငယ်စရာအတွက်အကွက်ကောင်းပေသည်။ရှင်ဘရင်ရဲ့အနီးကပ်ဆုံးအကြံပေးအဆင့်သို့ခုန်တက်လိုက်ခြင်းဖြစ်တယ်။ငယ်စရာမောင်ဖြိုးကိုဘရင်ရဲ့အထင်းတော်ကြီးနဲ့ထိမ်းများစီလည်းရဲ့ဘရင်နောင်ဘွဲ့ဖြစ်ထင်းနှန်းအဆောင်အယောင်များကြီးမြင့်ခဲ့တယ်။တိုင်းပြည်ကာကွယ်ရေးမှာထိုအချိန်မှစ၍ရေစုံမျောခဲ့တယ်။ကတဲ့တောင်းချမ်းသူများပုံမအရေးတင်ကမြေတူးမှစကိုင်းကောင်းမှုတော်အထိလာရောက်ထိပါလာကြတယ်။ကိုရှမ်းတို့လည်းမရမရွှေကြက်ရဲ့အထိဆင်းလာကြတယ်။ဒါကြောင့်မလွန်မြို့၌အခိုင်အမာချထားသောသတို့မင်းကောင်ရဲ့တပ်များကိုခေါ်ယူကစင့်ကန်၌ရက်တည်စေတယ်။ထိုပုံမှုကိုတောင်ငူရာဇာဘွဲ့ပေးလျက်စင့်ကန်တွင်နန်းတော်ဆောက်စီကဘရင်တဆူတပွဲအုပ်ဆိုးစေခဲ့တယ်။ဟန်တာဝရီပါမင်းကိုယ်တိုင်ဘီရင်ရရကိန်းခန့်တို့၌ဝါသနာထုံသက်ဖြင့်ရှေးတိုက်စာ၌
သက်သာပန်းနှောင်းသို့ပြောင်း၍ရွှေနန်းတီလက်တန်းဆိုတဲ့တပောင်ကိုကျင်းချေရန်စင်တဲ့အရန်၌ရွှေနန်းတီဆောက်ဆန်နေတော်မူတယ်။အမတ်အချို့ကစစ်တောင်းသို့ကိုယ်တော်ရောက်တော်မူရမယ်ကိန်းခန်းချေတယ်လို့ရှောက်တဲ့ဖြင့်စစ်တောင်းမှမြေကိုယူစိပြီးလေရင်နန်တူသောစင်တန်းမြို့အနောက်ဘက်မြေပြင်တွင်ထိုစစ်တောင်းမြေကိုဖြန့်ကျဲစေ၍နန်းဆောက်လှုပ်ပြန်နေ1098ခုနှစ်မှာတော့စကိုင်းချောင်၌စင်ဖြူရုပ်ပွားတော်ပျောက်ဆုံးသဖြင့်ပုံနာငဆန်ဖြူနှင့်တန်ခရာဇာဘုံတော်ကြီးကိုကွက်မြတ်တော်မူပြန်တယ်။ဘုံကြီးနှင့်ဝင်ကြီးဥပုစရည်တို့ကိုအလိုတော်မရှိလျင်အသက်ကိုစီရင်ရိုးမရှိယာတူနှုတ်သိမ်းရှော့ချယူတာရှိတယ်လို့အမတ်တို့ကရှောက်ရအမျက်တော်မပြေပဲငါရန်သူကိုမုန်းရမယ်ငါချစ်သူကိုချစ်ရမယ်ငါရန်သူကိုရန်သူမှတ်နောက်ထပ်မလျှောက်တင်ကြနဲ့ဤတွင်မြင်းမြဲရဲလို့မိန့်တော်မူပါတယ်။ရင်းသောအခါနေပြီးတော့တရက်လုံးကြောက်ရွံ့ထိတ်လန့်ကြကုန်နေဘဝရှင်မင်းတရားကြီးဟာမင်းကျင်တရားတို့မှရောပါလေတယ်။ဂုံလျှော်သူစကားကိုနားထောင်တက်၍ထိုမင်းကိုအားကိုး၍မဖြစ်တော့ပေအမျက်တော်ရှိလေတိုင်းတစ်ချက်လို့စင်းရင်ကိုမြက်လိမ့်မယ်ဆိုကတမျိုးတစ်ပါးသို့ပြောင်းရွှေ့သွားကြတာများပါတယ်။ဘေးရဲ့နှလုံးတော်မတင်တန့်ချိန်မှာတော့နောင်တော်ကြီးအနေနဲ့ထီးပြိုင်နန်းပြိုင်အုပ်စိုးခွင့်ရတဲ့မောင်ပြိုးရဲ့ဩဇာလွှမ်းနေတယ်။အတွင်းဝင်အပြင်ဝင်မှုတန်းရာတန်းတို့ဖြင့်အနှိမ့်အမြင့်အပြောင်းလဲများလွန်းသက်ဖြင့်ဗယံပရာဖြစ်ကုန်နေ။နန်းတော်အတွင်းတောင်ဆောင်မြောက်ဆောင်ခွဲခြားသတ်မှတ်မှုများပေါ်ကရန်ညိုးဖွဲ့ကြကုန်နေ။အမတ်တို့ကိုမအပ်မရသောဘွဲ့မျိုးစုံပေးတယ်။ဘရင်ရာဇာဘရင်လက်ဘရင်ထွေးမင်းနေမျိုးစသဖြင့်ခေါ်စေလျက်စာရေးစရာဝင်ကြီးပရိသရာဇာကိုပင်နတ်ရှင်နောင်ဆိုတဲ့စစ်သူကြီးပွဲကိုတက်စေတယ်။တရွာနှင့်တရွာတမျိုးနှင့်တမျိုးစစ်လက်နက်များခွဲဝေပေးအပ်ရာမှာအချင်းချင်းဆက်မှတ်ထိုးကြတယ်။လူမိုင်းများတကိုးဓမြများအုပ်စိုးသောမြို့ရာတို့တွင်ထိုသူတို့ကိုလည်းဘွဲ့တူးနှင့်တကွာယာတို့အဆောင်အယောင်များပေးရတယ်။ဒါကြောင့်ဝေါ်စီစင်စည်းလျက်ရွှေထီးမိုးကဓမြတိုက်သူများလည်းပေါ်ပေါက်လာကြတယ်။ဖျားเจ้าငံနှင့်ဆက်ဆက်တဲ့ဝိထုကံမြင်များကိုပင်မြို့သားရွာသားတို့ကခွဲဝေပေးခြင်းတချို့မြို့ရများကို4-5ဦးတပြိုင်နက်စားစေတဲ့ဖြင့်တရားဖြစ်ကရှုပ်သေးကုန်နေရဟန်းတို့ကိုလည်းရွှေတင်ငန်းရွှေတောက်ချာမှန်စီကုန်းအောင်စသည်တို့ဖြင့်မအပ်မရသောအရာများပြုလုပ်သုံးဆောင်စေတယ်ရဟန်းမင်းရဟန်းတော်ဝင်သည်ရဟန်းကြီးကြိုင်တရေတရက်စတာတို့ပေါ်ပေါက်လာခဲ့တယ်ပြည်သူလူထုအတွက်တာယာဖွယ်မရှိသောအခြေအနေကိုထင်ရှားသောတပေါင်းတစ်ခုမှာအတော်လောရသည်ပဲငယ်ကိုဆိုရဖြစ်ပါတယ်ပဲမှာကြာတာပရိနံဖြစ်တယ်ထိုပဲကိုလော်သည်ရှိသောစုံပြူသောပဲတို့သည်မအားနိုင်ပဲတူးချစ်ကုန်သဖြင့်ပဲနံဖြစ်သောမြမတိုင်းကြီးအလုံးသည်ပဲလော်တကယ်သူပူပြင်းစွာရှိကုန်ဟံဘူကာမြမကသည်တူးချစ်သောပဲကဲ့သို့ချိတ်မဲလို့ဆိုလေတယ်ဆိုတိုင်းမှန်လေတယ်နံပါတ်2ဘယင်ညံ့3ပါးပကံဝင်တောက်ဦးမင်းတင်ရေးသားပြုစုတဲ့မြန်မာမင်းအုပ်ချုပ်ပုံစာရန်ဒုတိယတွင်ပါတော့မြန်မာရာဇဝေ၌ညံ့ပြင်းသောမင်း3ပါးအုပ်စုစဉ်တိုင်းပြည်ပြက်ခဲ့ရပုံကိုအကျယ်တဝင့်ရေးသားသုံးသပ်ထားပုံမှာများစွာတန်ဖိုးရှိပေတယ်မင်း3ပါးတို့ကနံပါတ်1ပကံခေမင်းခွေချင်းနံပါတ်2အင်းဝခေဟန်တာဝရီပါမင်းနှင့်နံပါတ်3ကုန်းမောင်ခေတီဘောမင်းတို့ဖြစ်ပါတယ်ဟန်တာဝရီပါမင်းခေအခြေအနေနဲ့ရှင်တွဲသုံးသပ်နိုင်ရန်ပကံဦးတင်ရဲ့စစ်စေးကောက်နှုတ်ချက်အချို့ကိုအကျဉ်းဖော်ပြတင်ဆက်လိုပါတယ်ရှင်။ဗန္ဒာရေးအခြေအနေကတော့ဆက်လီငခွေမင်းခွေချင်းလူရေးပြတ်တော်တယ်ဆိုတဲ့ကဝီလက္ခဏာတပ်ပုံ၌ပါရှိပါတယ်။ထိုမင်းကိုတရုတ်ပြေးဟွေ၎င်းမင်းခွေချေဆို၍၎င်းနရတိဟပတိဆို၍၎င်းတောင်းပါပါဟူ၍၎င်းရာဇဝင်၌လင်းမီတွင်လေတယ်။ထိုမင်းလက်ထက်တွင်ဘရင်ရဲ့မနာငွေများလျော့နေလာခဲ့တယ်။တပြည်လုံးရှိစိုက်ပျိုးဧကများကိုဘရင်များမင်းကြီးမြင်းသားများတထေးတကြဲများကသာသနာမြေအဖြစ်ပေးလူကြခြင်းတို့ကြောင့်ဖြစ်တယ်။သာသနာမြေများကိုအခွန်ကမပြုရကလယ်မြေအမြောက်များတို့သည်အခွန်လို့ဖြစ်နေတယ်။ထိုအချက်ကဘရင်ဗန္ဒာကိုများစွာထိခိုက်စေတယ်။ဒါကြောင့်တခြားဌာနတို့တိုင်းအကောက်ခွန်တွန်းမြင့်ခဲ့ရာတော်လန်ပုတ်ကံမှုများပေါ်ပေါက်ခဲ့ပါတယ်။ဟန်တာဝရီပါမင်းနန်းတက်စင်၌ပင်ငွေချင်းကားများနောက်ထပ်မလုပ်တော့ဘဲနဲ့ငွေချင်းဖြင့်သုံးဆွဲခဲ့ကြရတယ်။စားနေရိတ်ခါခေါင်းပေါင်းငတ်မှု၍တစ်သီးတစ်ဖုများစားတောက်နေကြရ၍ပကူသားများကိုခုခံတိုက်ခိုက်ရန်တနက်များထမ်းနိုင်ရန်အင်အားချွတ်တဲ့ကုန်ခန်းခဲ့ပါတယ်။နေပြည်တော်၌ရိတ်ခါရှားပါစဉ်လမ်းမြသူတို့ကအမြန်ကြီးစားလုပ်နေကြတယ်။ဒါကြောင့်မြန်မာတို့မှာ
ကိုကင်သောလက်နက်ကိုများနေရာတကျမကင်နိုင်မဆောင်နိုင်တဲ့အတွက်အင်းဝအမြန်ပြတ်သုံးခဲ့ရလေတယ်။တိုင်းပြည်ငွေကိုတုံဖြုံးရ၌စုဖျားလက်ကသပင်တဲ့လူရှင်တော်တဦးကိုငွေ1000ကျပ်လက်ငင်းစုချခဲ့မှုတယ်။သူ့ရဲ့ပြက်လုံးမှာမြေသူ့ဆိုင်းဆက်မစိုးပန်းမကြီးတလုံးတည်းသာပါရမြဲဖြစ်တယ်လို့ဆိုတယ်။ထို့အချိန်၌တီဘောမင်းသည်စုဖျားကြီးစုဖျားလက်တို့ကိုဝဲရာထားလိုက်ရဲ့မိဖုရားမြောက်ပြီးခါစားဖြစ်ပါတယ်။စုဖျားလက်ကမိဖုရားအများထားတာကိုမကြိုက်သူတဦးတည်းသောဧကရီမိဖုရားကြီးဖြစ်လို့တယ်။ထို့အချိန်၌သူ့အကြိုက်အထက်ပါပြက်လုံးကိုကြားရခြင်းပင်ထိုပြက်လုံးမှာရှေ့ပြင်းနမိတ်တဖွဲဖြစ်တဲ့စုဖျားလက်ကသူ့ရဲ့အမတော်တောင်ညာဆန်မိဖုရားကြီးကိုတလအတွင်းဖြုတ်ချလိုက်သဖြင့်မဲတော်စေဖြူရှင်မကသမီးတော်ကြီးကိုသူ့အိမ်တော်သို့ခေါ်ယူပြောင်းရွှေ့နေစေခဲ့တယ်။ထိုပန်းမကြီးတလုံးသာထားရမည်စီမံကိန်းကိုတလအတွင်းအကောင့်ထဲဖော်လိုက်ရာတွင်တေဘောမင်းမှာထိုအချိန်မှစ၍စုဖျားလက်မှတပါတခြားမိဖုရားမထတော့ပြီ။ထုံးစံအရာရှင်ဘရင်သည်မိဖုရားများထံစောင်းတော်ကူးလေရှိရာတွင်တေဘောမင်းနန်းသက်9နှစ်အတွင်း၌စုဖျားလက်ကသာတေဘောမင်းရဲ့မှန်နှန်းဆောင်သို့ညစဉ်လာ၍အိတ်တယ်။ထိုခေတ်ကပြည်သူ့ဗန္နာဖြုံးတီးပုံမှာမင်းတရားကြီးကသူနှင့်ရင်ချသူယောက်ျားမိန်းမများအလွဲသုံးစားမှုရောက်ကရှင်ဘရင်ကတနာလွန်အားကြီးတဲ့ဖြင့်သူ့ရဲ့ဗန္နာတော်မှာစိုက်ထုတ်ရောပေးတော်မူလေးရှိတယ်။ဒါကြောင့်ဝေစားမှုဥပဒေများသုံးမရဖြစ်လာခဲ့တယ်။နန်းနေပွဲတော်များ၌လည်းအထည်အလိပ်ပစ္စည်းမျိုးစုံတို့ကိုတောင်ပုံရာပုံချထားပြီးတဲ့နောက်နန်းတွင်သူနန်းတွင်သားတို့အား2ကြိမ်3ကြိမ်ပင်အလိုရှိတဲ့လောက်ကောက်ယူတနာတော်မြတ်ခံစေတယ်။ငွေများလဲ1000စီ900စီစသဖြင့်အိမ်မျိုးစုံတို့ကိုအတူယူစေတယ်။တရုတ်ပြည်မင်းဟာဝါနုအသက်ငယ်၍အသိအမြင်စင်ရင်တုံတရားနဲ့ပါတယ်။သူ့ထက်ဝိုင်းရင်နဲ့မင်းသားကြီးတည်ဟက်သူကိုအမတ်ကြီးရာဇသိန်းကျန်ကမထောက်ခံတာကြောင့်မင်းခွေချင်းတရုတ်ပြည်မင်းနန်းတက်ခဲ့တယ်။သူ့အသက်မှာထိုစဉ်က19နှစ်သာရှိတယ်။ဟန်တာဝရီပါမင်းလည်း19နှစ်အရွယ်နန်းရ၍ဝါနုသေးတယ်။ခမဲတော်ကတနင်းကိုရင်မင်းရဲ့ညီတော်ဗရုံမဲစားကိုထောက်ခံသောဝင်ကြီးများရှိခဲ့တယ်။သို့သောဝင်ကြီးဥပုရဲ့စီယုံမှုကြောင့်သူပင်ရသွားခဲ့တယ်။မရတက်ပါတေဘောမင်းလည်းအသက်20ခန့်အချိန်မှာမမျော်လင့်ပဲနန်းတက်ရတယ်။သူ့ထက်ဝါရင်နဲ့မက်ခင်ရ30နှစ်ညောင်ရမ်းမင်းသားကြီးများရှိနေကြပါတယ်။ကိန်းဝင်ရဲ့ကြိုးပမ်းမှုကြောင့်နန်းတက်ခဲ့ရတယ်။ရတနာသိန်းကိုသူ့ရောက်ပြီးတဲ့နောက်သူဟာဝါနုသူဖြစ်၍ပါရင်ခဲ့ကြောင်းဝန်ခံခဲ့တယ်။အလွဲအကြံပေးသူများတရုတ်ပြည်မင်းသည်ဦးရီတော်ဘုံတော်ကြီးကိုလူထွက်စေ၍တိမ်မစည်းဆိုတဲ့ပွဲခံဖြင့်အမတ်ခံစေခဲ့တယ်။ထိုအမတ်ရဲ့တိုက်တွန်းချက်များဖြင့်ပညာရှိအမတ်ကြီးရာဇသိန်းကျန်ကိုဒလတို့နေနေတန်းပေးခဲ့တယ်။စည်းစိမ်ကိုလည်းရုပ်သိမ်းခဲ့တယ်။ဟန်တာဝရီပါမင်းသည်ငယ်စဉ်ဆရာဖြစ်ခဲ့သူမောင်ဖြိုးကိုရာဇနန္ဒဖွဲ့နှင့်အတွင်းဝင်ခံတယ်။အဲ့ဒီနောက်အထိန်တော်တင်ထိန်များစီကဘရင်နောင်လို့မြောက်စားစေတယ်။သူ့ရဲ့ဂုံချောမှုကြောင့်ဝင်ကြီးဥပုကို၎င်းတန်ခရာဇကို၎င်းကွက်မြက်ခဲ့တယ်။ရတက်ပါတီဘောမင်းသည်မင်းကြီးမင်းသား40ကျော်ကိုဖမ်းချုပ်ခြင်းကိုကွန့်ကက်သောရင်းနှံချောင်းဝင်ကြီးမကွေးမင်းကြီးမျိုးတစ်ဝင်ထောက်တို့ကိုယာရုမှချကနောက်တစ်နေ့မှာတပ်ပွဲကိုရန်အောင်မောင်ပေါင်တို့စတဲ့အိမ်တော်ပါတို့ကရက်ဆက်စွာလှုပ်ကြံခဲ့တယ်။အခွန်အကောက်များခြင်းတရုတ်ပြင်းပြင်းလက်ထက်တပ်လူမျိုးတို့နေရာမြင်းစာကီအရန်မှာရှေ့ရစင်လာထက်အခွန်အကောက်ပိုများ၍ထိုလူမျိုးတို့ပုံကန်ကြတယ်။ပကံတို့တရုတ်ကုန်တယ်များလာကလောင်းဝန်တင်ပစ္စည်းများပေါ်တွင်အလားတူအခွန်ပိုကောက်တဲ့ဖြင့်စကားများခဲ့တယ်။ဟန်တာဝရီပါမင်းလက်ထက်မှာတော့ပုံကန်ခြင်းများလဲအခွန်တိုးကောက်မှုပင်ဖြစ်ပါတယ်။မြန်မာတောင်သူလယ်သမားများထံမှစပားများကိုလေးစတစုခွဲယူရကြောင်းလယ်မဆိုင်ပဲနေကြရမှစံစပါးရှားပါလာခဲ့တယ်။နန်းတွင်တီတော်တို့မှစံစပါးကိုမိဖုရားစားတဲ့နန်းတွင်သူတို့ကဈေးတင်ရောင်းနေမရတက်ပါမင်းလက်ထက်၌ဖျားပွဲခွန်နတ်ပွဲခွန်တစ်တော်ခွန်များကိုရုပ်သိမ်းခဲ့ရတယ်။မန္တလေး၌ထီယုံ60ဖွင့်ရမှခိုသားဓမြပေါများလာခဲ့တယ်။ဝန်ရံများကြောင့်နိုင်ငံအလုံး၆ချားသုံးကိုလက်ယုံမိတောက်ပွင့်ချိန်ရောက်ပြီးမို့မြောက်နဂါဘုံမြေအုပ်ဖို့၌ရွှေဘို3စုမယူနှုံးမြောက်ဘုံရှိန်မောက်ပြီး6ကျိတ်8ဦးရဲမှန်ဘူးနှင့်ရိုက်ကျူးအောင်စဉ်ထမ်းလုံးတက်တည်၍ဂုံရီမနှဲ့စိုက်ဆောင်ခဲ့သည်နိုင်ငံရဲ့ရွှေဘိုမြို့ရန်ဖြူပါကို
ထိုပြီးကြောင်းဘဲနဲ့ပင်ထောင်တော်လေကုန်းမောင်စုကဦးနှိမ်လူချတယ်မြို့များမကိုက်ရွှေကုန်းပါမင်းပြောင်မင်းလောင်ဟန်တာဝရီရောက်မင်းတရားကြီးလက်ထက်၌အေးဝရွှေပြည်တော်ကြီးကိုမပြတ်စီမီစင်နီကပင်ပေါ်ပေါက်လာခဲ့တဲ့တပေါင်တို့တွင်ဘိုးသုံးဘိုတဘိုမင်းဖြစ်မယ်ဆို၍ဖြစ်ပါတယ်ထိုဘိုသုံးဘိုတို့ကနံပါတ်1မုတ်ဆိုးဘိုရွာမှဦးအောင်စီရနံပါတ်2နဂါးဘိုရွာသားရွှေနဂါးနီနံပါတ်3အုပ်ဘိုနယ်မှာကွိတ်ကရင်ဂုံနေအိမ်တို့ဖြစ်ပါတယ်ကရင်လူမျိုးတို့တွင်စကောပူဘွဲ့ကွိတ်စသည်တို့ဖြင့်အုပ်စုများရှိရာကွိတ်ကရင်ဆိုသည်မှာမြန်မာတို့နှင့်ရောနှောနေထိုင်သူများကိုဆိုပါတယ်အင်းဝါနေပြီးတော့နနမဲ့ရတွင်တစရောက်ရှိခဲ့တဲ့ကရင်တို့သည်စိတ်ငိုင်အရှိပဲအုပ်ဖို့တောင်ချင်းတိုင်းစုပေါင်းနေထိုင်ကြတယ်1109ခုနှစ်၌ကွိတ်လူမျိုးတို့ရဲ့တက်ကြီးတစ်ထက်ဟာမရယာမြို့မွန်တက်နေပေါင်းကအေးဝဘရင်ကိုပုံကန်နေတယ်ထိုတက်များကိုမြန်မာမင်းကမြောက်စားခဲ့သူသူရိန်စောခေါ်ဂုဏ်နေအိမ်ကပင်အုပ်ချုပ်၍မင်းလုပ်လေတယ်အေးဝပြတ်သုံးချိန်နဲ့ထိုကွိတ်ကောင်းဆောင်ဂုဏ်နေအိမ်ကလည်းတူတလူငါတမင်းလှုပ်လိုလေတယ်ခင်ဦးစာဦးကျင်ညိုကလည်းဘိုးသုံးဘိုတပေါင်း၌မပါဝင်တော့လေရွှေဘုံနှင့်ခင်ဦးတို့မှာဂုံတုဂုံပြိုင်ဖြစ်၍မြန်မာချင်းဖြစ်စေကမူကျောင်းတော်ကရန်စများရှိခဲ့တယ်ဒါကြောင့်ဦးချင်းညိုကမွန်နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ရာဦးအောင်စရာဖို့ခက်ခဲစွာနှိမ်နင်းခဲ့ရတယ်တစ်ဘိုးနကဘိုးသုံးဘိုပတ်သက်၍ဘိုးနကနှင့်ပတ်သက်သောတပေါင်းကရွှေနဂါခြုံဆက်ရာပိုးဖဲဂရီပါရှားပါတုံးမိုးတောင်ငါချုံဦးအောင်စရသည်မင်းလောင်းရွှေနဂါကိုတိမ်တွင်းလို့ရိတ်တဝင်လာပေါင်းလိုက်ပုံမှာအဆွေတော်နဂါဘုံမင်းရွှေနဂါတပေါင်းနှင့်ပတ်သက်၍အတိပ္ပယ်ကောက်လျင်အစ၌ဟန်တာဝရီပါမင်းမရှိသောဆောင်ကဲ့သို့ခြုံစရာဖဲဂရီပါရှာနေခိုက်တောင်ဘက်ဟန်တာဝရီမှမောများအလုံးအရင်နဲ့မိုးတို့ချုံကချီတက်လာတယ်မိုးချုံမိုးရွာလျင်မိမိကြံဆောင်ရက်တဲ့အမှုမျိုးမအောင်မြင်တတ်ပါထိုတပေါင်းအရာတင့်ရဲ့အကျိုးမပြီးခရီးမစွန်ဖြစ်ချိန်နီဒါကြောင့်အလားလာရှိတဲ့ဘုံနဂါမင်းရဲ့ဉာဏ်အားကြံအားတို့မှာနှမျောဖွယ်ဖြစ်တယ်ကျွန်ုပ်ထံဝေအမှုထမ်းဆောင်သောမြေကြီးအန်တုနေတူတဲ့အကျိုးကိုခံဆိုင်ရမည်ဖြစ်တယ်လို့ဖြစ်ပါတယ်ဘုံနဂါကထိုစာကိုဖတ်ရှုပြီးတော့လက်ကုပ်လက်ဝါးတိရိပ်ကြီးတယ်သူ့ရဲ့မှတ်ချက်ကမောင်အောင်စရရဲ့စာမှာအပြစ်မကင်းတော့လဲအကျိုးစီးပွားအလွန်ကပြောတာကြောင့်အပြစ်မဆိုသားချေတပေါင်းစနီးတို့မှာအတိပ္ပယ်ကောက်ယူလိုသောသူ့ရဲ့အလိုသာဗราဏဖြစ်တယ်တော်ထိပ်ပါရစတဲ့ဖြင့်အနက်နဲ့သွဲ30ထွက်နိုင်တဲ့ဝေါဟာရအန်တုတိစကားမျိုးဖြစ်ပါတယ်နဂါးခြုံစရာဖြစ်တဲ့ဖဲဂရီပါရှာနေတုံးမှာရွှေနဂါးရဲ့ဖုံးတပါကြောင့်ကောင်းငင်ရိုင်ဟင်းပက်တင်တီရိတ်မိုးကြီးချုံလာသည်လို့ကောက်ယူသောမာအန်လားမောင်အောင်စရကမဟာမိတ်ပြုလို့တော့ကကျွန်ုပ်အဖို့မငင်းဆန်ပါသူ့ထံအညံ့ခံရမည်ဆိုခြင်းကမထိုင်ခင်ခြေစင်းသူနဲ့သူတက်ဖြစ်ထိုစကားကိုကျွန်ုပ်မနှင်းသက်နိုင်မကြမီရွှေနဂါးမှာအဖျားယောဂနဲ့ကွယ်လွန်သက်ဖြစ်ပြဿနာတစ်ခုရှင်းသွားလေတော့တယ်နှစ်ကွေ့မင်းကွေ့နေမော်ဆက်တာမိုးဆိုးဘုံနဲ့ကြားနေွာတာတက္ကရေ1114ခုနှစ်ကဆုံလာဆန်း8ရက်နေ့မှစ၍မိုးဆိုးဘုံမြို့သို့မောင်ဥပရာဇဆေးလွတ်တော်လူ30ရောက်လာတယ်။ထိုနေ့မှပင်ကွေမင်းဂုဏ်နေအိမ်ကဆေးလွတ်တော်လူ20လေးရောက်လာကြတယ်။အကြောင်းကထိုမင်းနှစ်ဦးတွင်တဦးကိုဦးအောင်စရာကလောက်ခံဖြစ်သစ္စာခံလို့စေခြင်းဖြစ်တယ်။အလောင်းမင်းတရားသည်ပရိညေ၌လိမ္မာတော်မူသည့်အတိုင်းပြူငါချိန်ငယ်စွာကြိုးစိုး၍တင့်လျောက်ပတ်တဲ့တဲကနာနှင့်နေစေတယ်။ဦးအောင်စရာကအခုရောက်လာတဲ့မင်းမှုမတ်တို့မှာကျွန်ုပ်ဟာသစ္စာရေးတိုင်ရန်တနေ့တည်းစုံစည်းရောက်လာတာကြောင့်အရေးအခွင့်မသိဖြစ်ခြင်းသစ္စာတော်ခံယူခြင်းကိစ္စများသည်ပေါ့ဆသောအရာမဟုတ်ပဲလေးနက်စွာနှလုံးသွင်းရမည်ဖြစ်တယ်။အခုမင်းနှစ်ပါးဆိုင်လျက်ရှိရာနှစ်ပါးစလုံးကိုပင်ပြိုင်တူကျွန်ုပ်ရဲ့သစ္စာမခံစေကြောင်းပါညီသားဆွေမျိုးတို့နှင့်အခုညတိုင်ပင်ပြရစေအောင်မနက်မိုးတောက်ရင်သင်တို့အလိုနှင့်သစ္စာခံရမည့်အရာကိုအပီအစီဆောင်ရွက်ပါမယ်။ထိုည၌ဖခင်မင်းတို့ဆန်နှင့်မိခင်ဒေါ်စောဦးတို့သည်သားတော်ထံသို့ဦးစာလာရောက်ကြလေတယ်။ဖခင်ကအထက်အောက်နိုင်ငံအလုံးပကုံးမင်းသစ္စာကိုခံယူကြကုန်ပြီ။သူတို့မှလည်းမရေတက်နိုင်သောလက်နက်ကိရိယာစေမင်းသူရဲ့သူခက်အင်အားများလာတယ်။ငါတို့မိသားစုရှိတဲ့ဥစ္စာရွှေငွေတို့တဝက်ခွဲပေးပြီးတော့ပကုံးမင်းရဲ့သစ္စာတော်ကိုခံယူလျင်ဖ
သိမိခြင်းနဲ့ဦးအောင်စရာကမိဒီကိုမှစိုးရင်တော့မမှုပါနဲ့ယောက်ျားကောင်းတို့မိဒီမှာလုံလောက်ဝိရိယအကြံစီကိုလျှော့မြဲမဟုတ်ပါတတိုင်းပြည်လုံးခံတော့လဲကျွန်တော်တို့ကြောက်ရွံ့ဖွယ်မရှိပါလူနည်းသည်များသည်မှာဗราဏမဟုတ်လို့ရည်ကြံရည်သာဗราဏဖြစ်တယ်တိုင်းလူပြည်သားများအကျိုးသာသနာရဲ့အကျိုးဆွေတော်မျိုးတော်တို့ရဲ့အကျိုးကိုရွက်ဆောင်ပြီးတော့မင်းဧကလေးအဖြစ်ခမဲတော်တို့ကိုကျေးဇူးဆက်ပါမယ်ဖခင်မှာသားတော်ပြောပုံမှာယောက်ျားပေတာလာပါတယ်လက်ယုံတော်လဲမီးတောက်ဖူးတယ်ဇာတာဆန်းနဲ့အိမ်မက်တော်များလဲမင်းဖြစ်အပ်နဲ့နမိတ်ထင်ရှားလာတယ်ငါလဲငါသားချင်းသေးစည်း၍ကောင်းကင်ရန်သို့တက်တာကိုပြည်သူအပေါင်းတို့ကြည်ကြစဉ်ကောင်းကင်မှာတက်၍ရွှေတစားဖျားရင်မြင်ပေါ်တွင်ဖျားသခင်အားရှိခိုးပူဇော်တာကိုမြင်မဲ့တော်မူဘူးတယ်မကျွတ်မရင်မင်းဖြစ်ဖြစ်သာသနာတော်ကိုချင်းမြင့်ခံရသူဖြစ်ပေမည်မြမပြည်နောက်မဆုတ်တန်းကြပါလေသူနှင့်မိဘနှစ်ပါးအားရဝမ်းသာဖြစ်ရလေတော့တယ်သူတို့ပြန်သွားကြပြီးတဲ့နောက်ရဲဘော်ရဲဘဲတို့နဲ့လျှို့ဝှက်စာတိုင်ပင်နေတယ်ဦးအောင်စရာကအခုလိုခေါ်ရသည်မှာတန်တမန်များရောက်လာပြီးတစ္ဆာခံရေးဆွေးနေရန်ဖြစ်တယ်မြည်တို့ကြံစီတဲ့တဲ့နီသားတော်ကြီးကပကိုးသားတို့အင်းဝကိုရသည်မှာလူရည်ကောင်းရည်မဟုတ်ပါအင်းဝရွှေနှန်းရှင်ကလည်းကံမကောင်းမြမအပေါင်းတို့ကလည်းပေါ့ရော့နေခိုင်မှုရန်သူလက်တို့ရောက်ရခြင်းဖြစ်ပါတယ်ဖခင်သူတို့အများချီလာတော့လဲကျွန်တော်တို့ခံနိုင်အောင်ခံမယ်မြည်သူရဲ့တစ္ဆာကိုများမခံလို့ရန်သူကိုအညံ့ခံပြီးအစာအသက်တွေခံမယ်ဦးအောင်စရာကမရေယာအုပ်ဖို့ကကိုယ်ရှမ်းတို့အတွက်တော့မြည်တို့စီမံတင့်တယ်လဲညီတော်မှာမရေယာအုပ်ဖို့မှနီးလာတယ်မစိုးပုံနဲ့တက်စကန်းနဲ့စကန်းသာရှိတယ်မကြီးတော်ရဲ့ခင်ပွန်စီတာမင်းဦးစည်းစိန်နဲ့အင်းဝမအပြန်တွင်အခုလိုကိုယ်ရှမ်းတို့လက်၌ရှိနေတယ်အခိုက်အတန့်အားဖြင့်ကိုယ်တစ္ဆာကိုခံယူပြီးသူတို့နဲ့ပူပေါင်းကပကိုးသားတို့ကိုတိုက်ခိုက်မယ်မိုးတို့ကိုနိုင်ပြီးလည်းရင်မြောင်းဘက်တခွင်သိမ်းပိုက်ရေးကိုတင့်လို့တို့ကြံစီအပ်ပါတယ်ဦးအောင်စရာကခေါင်းခါလျက်မင်းတို့ပြောတော့အေးလဲတင့်ပါတယ်တို့တော့တစ္ဆာခံပြီးမှဖီဆန်လျင်ကဘာတလျှောက်လုံးတစ္ဆာမဲလို့ပြောထုံဖြစ်ရတော့မယ်ဘယ်သူတစ္ဆာများခံယူဖွယ်မရှိအခုတစ္ဆာတိုက်လာတဲ့မင်းနှပါလဲတအုပ်ကိုတူအညံ့ခံမမဟုတ်၍အေးအမြန်ပြီးဖွယ်မရှိရင်းတို့အေးမပြီးမပြတ်ကြလဲတော့မိုးစိုးဖို့ရွာသည်တစ်ပင်နှစ်ပင်ကြားပေါက်တဲ့ဝါးကဲ့သို့စစ်နှစ်ဖက်ညံ့၍အားကြီးရာကိုတာပါပြီးလည်းရင်အစဉ်တဖြင့်နှုတ်သောမင်းတို့ရဲ့တစ္ဆာကိုသာအလဲလေခံရပြီဖြစ်သောအမြင်ရောက်နေမည်မချွတ်သည်အခုမိုးစိုးဖို့ရွာလေအသင့်ကြုံမြောင်းကရုတ်စတဲ့မြို့ရဲ့အင်္ဂါရံများနဲ့အညီတည်ရှိပြီးဖြစ်လျက်တဦးဦးရဲ့တစ္ဆာကိုခံချေသောနောင်ရည်ကိုမမြင်ရရောက်ချိတ်မည်တို့ဖြစ်သောကြောင့်နှစ်ဦးစလုံးရဲ့တစ္ဆာကိုမခံရအောင်ဥပ္ပတမြင်ဖြင့်ငါပြောဆိုပါမယ်နောက်တနေ့နံနက်မှာတမန်နှစ်ဦးကိုအစုံအညီခေါ်တော်မူ၏ဦးအောင်စရာကဟန်တာဝရီမင်းနဲ့ကိုယ်မင်းနှစ်ပါးစလုံးမှာလက်ရုံးရည်ကြည့်တဲ့အရေးချင်းဖြစ်၍မိုးစိုးဘုကတစ္ဆာမခံတင်းမာခုခံခြားနာနိုင်မည်မဟုတ်ပါတဦးရဲ့တစ္ဆာကိုခံမှသာမိုးစိုးဘုရွာမှာရေလဲမနှောက်ကြာလဲမပြောက်စုတဲ့ကဲ့သို့အင်းငင်းချမ်းသာစွာနေနိုင်မြဖြစ်တယ်ရင်းတို့ဖြစ်တာကြောင့်လက်ရုံးရည်ကြည်မာသောမင်းနှစ်ပါးကိုရှင်ပြိုင်ရာတွင်တဦးကိုတူနိုင်တဲ့အခါရောက်မှသာလေတစ္ဆာကိုခံမရစေလက်ရုံးရှင်နှစ်ဦးတို့ဘုံရှင်းပြိုင်တော်မူကြပါဦးအခုမှနှစ်ဦးနှစ်ဖက်ရဲ့တစ္ဆာကိုတောက်ချေတော့လောကဓမ္မတာမဟုတ်၍မတည်မြဲနိုင်မီရာမင်းတစ်ပါးတို့ကလည်းလိန်လဲဆင်းလဲသဘောနှင့်ပြုတ်တည်တာလို့သဘောရကယုံကြည်မိမဟုတ်ပါကိုယ်တန်မှုကအခုလိုဆိုလေသောစကားသည်သဘောတက်ကံနှင့်ညီညွတ်ပါပေတယ်ခေါင်းတစ်လုံးနှင့်အိုနှလုံးမရွက်နိုင်တဲ့ကဲ့သို့ဖြစ်ချေပြီမွန်တန်မှုကလည်းသစ္စာရေးတောက်ချင်းမှာပခဲရင်မှာသစ္စာတီးဖို့ခဲရင်နဲ့အငိုလွယ်၍အရှိုက်ခတ်တဲ့ကဲ့သို့ဖြစ်ချေပြီဒီတဲ့ချိန်ဒီအတိုင်းရှိပါစေတော့၃မိခင်ဩစာခံခင်ဦးစာဦးချင်းညိုကဦးအောင်စရာနဲ့တင့်မြတ်မှုမရှိတာကြောင့်နောက်ဆုံးနေမော်များနဲ့ပူပေါင်းသွားတော့လေအင်းဝပြတ်တုံးစင်ကသူသည်အညံ့မခံပဲမိမိဇာတိချက်ကျွေးခင်ဦးတဲ့သူပြန်ကမင်းလောင်တုံးအနေနဲ့တပည့်နောက်လိုက်များတိမ့်သွင်းနေဤတွင်ဦးချင်းညိုသည်တမန်းဝင်တပေါင်ရမင်းလောင်ကမဟုတ်ပါချင်းအဘေကြောင့်ဆိုသောဖို့တဖို့မီးတောင်မဲဆိုတဲ့တပေါင်၌တစ်ငကားဖို့မှရွှေနေကနှစ်ရွှေဘုံမှဦးအောင်စရာ၃မရယာအုပ်ဖို့မှကွေမင်းဂုံနေအိမ်ဆိုတဲ့၃ခုကိုသာရည်ညွှန်းပါတယ်။ဒုတပေါင်းသည်လွန်ခဲ့သော10နှစ်ကျော်မှပင်စတင်ပေါ်ပေါက်ခဲ့တဲ့အင်းဝါပြတ်တဲ့အခါ
ဟန်တာဝရီတို့မပါသောမြန်မာအရာရှိအရာခံစသည်တို့ဟာထိုဘူသုံးဘူထံကြိုက်ရာရွေးချယ်ပါဝင်ကြတယ်။ဦးချင်းညိုကဩဘာနမိတ်မရတဲ့တတိပုဂ္ဂလမင်းလောင်လို့ဆိုရပေမယ်။အလားတူမုတ်ဆိုးကြုံမဦးတော်လည်းမင်းလောင်ပြန်ဝင်တိုင်းဝင်တွဲလိုတယ်။တို့တော့သူသည်ရှမ်းပြည်မှာအပြင်ဦးအောင်စရာနဲ့စုံတွေ့ရမှာတစင်မထောင်တော့ဘဲနဲ့နောက်လိုက်ဖြစ်သွားရပါတယ်။အေးဝကောင်းစားစဉ်ကခင်ဦးစားသုံးလုံးသည်နေပြည်တော်၌မင်းကြီးကျော်စွာဆိုတဲ့ဘွဲ့နှင့်အမှုတော်ထံနေဇနီးဒေါ်စံကလာသည်လက်ကပ်ပြီးတင်တက်မြောက်တယ်သူတို့၌သား၃ယောက်ရှိရာမောင်ချစ်ဝမောင်ချစ်ညိုမောင်ချစ်မြဖြစ်၍သားအလက်မောင်ချစ်ညိုကိုအေးဝဘရင်ကပင်လက်ရရန်ချီဖွဲ့ပြီးတာခင်ဦးစားခန့်အပ်ခဲ့တယ်ထိုမိသားစုတွင်မျိုးစပါးနှစ်တင်းခွဲကျဲရတဲ့လဲခွဲရှိရာကောက်ရည်ချင်းဖြစ်မိခင်ကကောက်ရည်9ယောက်အတွက်ထမင်းတို့များမောင်ချစ်ညိုတို့ပေးရကလဲရိတ်ခိုင်းနေတယ်။မောင်ချစ်ညိုကလူမရှာရသဖြင့်9ယောက်ရေးရမယ်လဲကိုသူတယောက်တည်းရေးက9ယောက်အတွက်ထမင်းတို့များကိုလည်းသူ့တူဦးတဲ့အဝစားပြလိုက်ရာကြားရသူတိုင်းကသူ့ကိုတန်တော်ချီးမွမ်းကြပါတယ်။အင်းဝဘင်းရဲ့လူယုံတော်တောင်ကူရာဇာကွန်စင့်ကင်ဘုံမူကမင်းလောင်ဆိုသောမောင်ချစ်ညိုနဲ့ဦးအောင်စရာကိုခေါ်ယူစစ်ဆေးတယ်။ဦးချစ်ညိုမှာအရက်အမောင်းကောင်း၍စွမ်းပကားကြီးတော်လဲသူ့ရဲ့ကြောပြင်မှာကြောမွဲကြီးဖြစ်၍ဥပဒေချုပ်ရင်းတာကိုတွေ့ရတယ်။ဦးအောင်စရာကမှသူ့ကိုမင်းလောင်သမုတ်တင်မှာမနာလူသူရဲ့ချောပြစ်ချင်းသားလို့ဆိုတယ်။နေတိုင်းပြောဆိုပုံပြည့်ပြည့်လေးရဲ့ဆွေမျိုးအတိုင်းဝိုင်းတောင်တင်းကြောင်သိရလေတယ်။တောင်ကူရာဇာကမိုးစိုးဖို့ရွာရွှေတစားဖျားအနည်း၌ယာယီနန်းတော်တခုဆောက်လုပ်ကသူကိုယ်တိုင်ခိတ္တဆံမြန်းခြင်းဖြစ်ရရရှိတယ်။ရရကောင်းရင်မင်းလောင်ပြက်တယ်ဆိုတဲ့အတိုင်းပြုလုပ်ခြင်းဖြစ်တယ်။ဦးကျင်ညိုကမြင်းစီလှန်တို့ကျိုးပြစ်စတဲ့သူရဲကောင်းအထက်တို့၌ကျွမ်းကျင်တယ်။သူ့ရဲ့မိခင်ဒေါ်စံကရာကငါသားမင်းဖြစ်လို့နေမုံဆိုးသားအောင်စရကိုဥစွာတုတ်တင်ရမယ်။အောင်စရကကိန်းခန့်ကြီးလာတယ်။အောင်စရကိုစောစောကပင်မတုတ်တင်နိုင်တော့တည့်ရင်ဖို့အခက်ကြုံချိန်ပြီ။သူ့ကိုမရလေအင်းဝတို့ဝင်မုံတို့ထံကြုံခံလေးဆိုတယ်။ဒေါ်ကန်စရာကဘင်းရင်အခါပေးကောင်း၍တနေ့တနိုင်ယနေ့သည်အခါကောင်းသောနေ့ဖြစ်၍မုံဆိုးဖို့သားကိုအဖမ်းအယူထွက်တော်လို့ဆိုတယ်။ဦးချင်းညိုလည်းမောင်ချစ်မြောက်ကိုခေါ်၍မုံဆိုးဖို့ရွာစီသို့သွားလေတယ်။ထုံနေ၌ပင်ဦးအောင်စရလည်းဦးချင်းညိုကိုဖျားယောင်းသွေးဆောင်သိမ့်တွင်ရန်မြင်းစည်း၍ခင်ဦးမျိုးစီထွက်ခဲ့တယ်။ဦးချင်းညိုကစစ်မှုစစ်ရေးကျွမ်းကျင်၍ဘိုးချီတသိန်းတော်လဲတယောက်နေခံနိုင်သူလို့ယူဆသဖြင့်အသာတကြီးဆွေနေစီယုံလိုလေတယ်။လမ်းတွင်သူတို့နှစ်ဦးရင်ဆိုင်မိရာဦးချင်းညိုကကျိုးခွင်းဖြစ်ကအောင်စရရဲ့လေပင်ကိုရစ်ပတ်လေတယ်။ထို့သောရစ်ပတ်ဆွဲနေရတဲ့ဦးအောင်စရနဲ့တကွမြင်လဲလေတယ်။ဦးအောင်စရလည်းလဲရမှာထပြီးကျိုးကိုဓာတ်နဲ့ဖြတ်နေခိုင်းဦးချင်းညိုကလှမ်းနေပြတဲ့ထိုလန်ကိုဦးအောင်စရကဓာတ်နဲ့ကားသက်ဖြစ်လွဲလေတယ်။ဦးချင်းညိုရဲ့ညီဦးချင်းများကအကိုဘက်မှကူညီရန်လိုက်လာလေတယ်။တို့တော့ထမ်းပင်ချက်မှာထန်းတပါကတဦးချင်းရန်ဖြစ်နေသည်ကိုဘာလို့ကူရမလဲဆိုကထမ်းပင်မှာဆင်း၍ချင်းမြရဲ့လင်မင်းကိုညှစ်လေတယ်။ဤတွင်ချင်းမြကကဲပါလို့អော်လိုက်တာကိုသူ့အကိုချစ်ညိုကကြားတော့ဦးအောင်စရကိုလွတ်ခဲ့၍ညီနဲ့ထန်းသမားတို့လုံးထွေတပ်ပုတ်ရာသို့ပြေးလာခဲ့တယ်။သို့မှထန်းသမားလည်းချင်းမြကိုလွတ်ကားပြေးလာနေတယ်။ဦးအောင်စရလည်းတဦးနဲ့နှစ်ဦးဖြစ်၍မြင်းစည်းကအပြင်းဆုတ်ခွာလေတော့တယ်။ခင်ဦးတို့ဦးချစ်ညိုတို့ညီကိုပြန်ရောက်တော့မိခင်ကမေးတယ်။အောင်ခဲ့ဤလောချစ်ညိုကကျွန်တော်အောင်စရနဲ့အထွေထွေရှိသေးတယ်။ချစ်မြကထန်းသမားနဲ့အချင်းဖြစ်၍ကူညီရန်သွားရပါတယ်။ထို့တော်တွင်အောင်စရကမြင်းစည်းပြီးထွက်ခွာသွားကြောင်းမအောင်မြင်ပါလေ။မိခင်ကထမင်းကိုခါရီဟဲတားမောင်မှားခဲ့ပြီရှင်ဘရင်လုံးမဲ့သူကညီးဟူ၍အမတ်ထားရသလားညီဆိုဒီမှာဟောဒီမိခင်ဝမ်းပိုက်ရှိသည်များရနိုင်နေချစ်ညိုကညီကကဲပါဆိုလို့ကျွန်တော်ကကုန်းမိပါတယ်မိခင်ကအခါရသောယနေ့တွင်မှအောင်စရကိုမအောင်မြင်လင်သူ့ကိုတကိုချင်းမခုခံနေနဲ့မနေ့ပြန်အင်းဝကိုတွားပြီးမွန်းတို့ထံဝင်လောတို့လင်ထုံနေ့မှစ၍ဦးအောင်စရနှင့်ဦးချစ်ညိုတို့ရံမေးပွားကဦးချစ်ညိုသည်ဒလပန်းတို့နှင့်ဆက်သွဲခဲ့ပါတယ်။လင်းဦးအောင်စရာကကိုတွန်ကိုသိမ်းသွင်းခံပါဏိစရာဦးစောရေးသားသောအလောင်းမင်းတရားအထုပတိစောက်အရာသူရဲကောင်းဦးတွန်ကမုတ်ဆိုးကိုရွာနေရှိမုတ်ဆိုးကြုံရွာသားဖြစ်တယ်။နောက်အခါပွဲတူးများတစ်ခုပြီးတစ်ခုရရှိရာထိုပွဲများကိုမှတ်သားရခတ်တဲ့ဖြင့်သူ့ကိုမုတ်ဆိုးကြုံဘိုးလို့ခေါ်ကြသည်များပါတယ်။ဦးတွန်ကခွန်အားကြီးမလေးရဲ့အရက်အမောင်းကောင်းတဲ့
ထမ်းပင်တစ်ပင်ပြိုများကိုတုတ်လန့်နဲ့ဆွဲနှုတ်နိုင်တယ်။အင်းဝါမျိုးတော်ကြီးကိုရန်သူဝိုင်းရဲ့စနောက်စနေရှိနေသည့်ခါမှစ၍ရှမ်းပြည်ရွာသို့တက်သွားကစေဝါပယောကအပီစီတို့ကိုရှာဖွေခဲ့တယ်။အင်းဝါပြတော်ရှမ်းပြည်မှပြန်လာခဲ့လူသူစုယုံအန်းဆိုပြီးမြို့ရွာလှည့်လေရာမုတ်ဆိုးဘုံမြို့ပြင်ဇရက်တစ်ခု၌ရုပ်ဖြတ်ထားတဲ့အလောင်းမင်းတရားနှင့်ပင်ပတ်ပင်းဆုံပြီးတော့တယ်။ဦးတုံကငါသည်အင်းဝါမြို့တော်အရှိခံနိုင်မည်မဟုတ်ကြောင်းတိုက်တပေါင်းများအရာလဲပဲခူးသားတို့လက်သို့ရောက်မိအကြောင်းကြိုတင်သိရှိရတယ်။ငါလည်းတပားကြော်မခံလို့၍ရှမ်းပြည်တက်သွားပြီးစေဝါရှာဖွေလိုက်စားခဲ့တယ်။အခုပြန်လာရတွင်မုတ်ဆိုးဘုံရွာ၌ဦးအောင်စရာဆိုသူဟာပျော်ရည်ဆိုရည်အရေးအသွေးရှိတယ်။ဩဇာအာဏာရှိတယ်။အပေါင်းအသင်းအစီအယုံကောင်းတယ်ကြားရ၍ဦးအောင်စရာကိုငါနှင့်အတူပူပေါင်းအမှုထမ်းရန်နားချသွေးဆောင်လိုသောဆန္ဒရှိခဲ့တယ်။ဒါကြောင့်ငါလာခဲ့ရာအခုဦးအောင်စရာသည်မုတ်ဆိုးဘုံတွင်ရှိသလား။အဲ့ဒီလိုမေးလိုက်ပါတော့တယ်။ဦးအောင်စရာကဆွေမျိုးကြားသိတယ်လို့ကိုအောင်စရာဆိုသူမှာမင်းလားဟူ၍လဲကြော်စောတယ်။လေယုံရောင်လဲအကြိမ်ကြိမ်တောက်ပခဲ့တယ်။အသင်းအပင်အစီအယုံလဲခိုင်ခန့်နေတပည့်တပန်းများလဲများတယ်။ဒနကျေးငွေလဲကုံလုံးကျဲဝတယ်။ပျော်ရည်ဆိုရည်လဲပတ်တယ်။ရဲရင်တီးကြည့်တဲ့နှလုံးသွေးလဲရှိတယ်။ဖိုးသုံးဖို့မှာတဖိုးမီးတောက်မယ်။မုတ်ဆိုးကိုအလိုလိုနေရင်းနဲ့ဘုံတောက်မယ်မင်းဆိုတဲ့တပေါင်းများကလည်းကိုအောင်စရာကိုရည်ညွှန်းပါတယ်။အခုမုတ်ဆိုးဘိုရွာကိုထန်းလုံးတက်ပက်လေဆိုင်၍ကျုံမြောင်တရဲကိုစတဲ့မြို့ရင်ကနေအညီမြို့တီမဲလို့စီစဉ်နေပါတယ်။ဦးတုံကရင်းတို့တပီးကဦးအောင်စရာကိုဝင်၍အမှုထမ်းရတော့တင့်တော်မီလားလို့မေးတယ်။ဦးအောင်စရာကကိုအောင်စရာသည်အခုလူသူစုယုံကစင်မြင့်အင်အားတက်ဖြစ်နေတယ်။သူရဲကောင်းများတွေ့လျင်အခုအမေချင်းမြောက်မြောက်စား၍ယာဒုဌာနအရာပေးလျက်ရှိပါတယ်။အခုမင်းလောင်လို့ကြော်စောလျက်ရှိတဲ့တစ်ငကားဘုံနှစ်အုပ်ဖို့သုံးမုတ်ဆိုးဖို့ဆိုတဲ့ရွာသုံးရွာသားမင်းလောင်တို့တွင်ဦးအောင်စရာကိုကြံရင်ညံရင်လက်ယုံရင်နှလုံးရည်တို့၌ပြန်ဝင်သူမရှိပါအမှုတော်ထမ်းမယ်လို့ရည်ရွယ်သောမုတ်ဆိုးဖို့တို့သာဝင်တဲ့နေဦးတုံကဦးအောင်စရာဆိုသူလက်ယုံရောင်တောက်၍ရှင်ဘရင်စောနန်းသည်ဆိုသောစကားကိုလည်းကြားဖို့ပါတယ်သူ့ကိုရည်၍တိုက်တဲ့နမိတ်ပေါ်ထွက်စေခြင်းလည်းကြားဖို့ပါတယ်သို့တော့သူ့ရဲ့ဧကရစ်တဆူဖြစ်ထိုက်တဲ့လက္ခဏာရှိမရှိကိုငါစုံစမ်းအောင်မယ်။ဦးအောင်စရာဘယ်တွင်ရှိတာကိုငါသိလိုပါတယ်လို့ပြောပါတယ်။ဦးအောင်စရာကဤတကားဝါကဝင်၍တခုသောအိမ်သို့ရောက်တော့သူ့ရဲ့ဌာနကိုတွေ့မယ်။ဦးတွန်သည်ဇရက်မှမိတ်ဆွေညော်ပြတဲ့လမ်းအတိုင်းသွားလေတယ်။အလောင်းမင်းတရားကဖြဏန်းမအိမ်သို့အရင်ရောက်နေပါပြီ။အမှုထမ်းသူရဲကောင်းများဝင်းရံခါစားစေ၍ချင်းသေးမင်းကဲ့သို့ရဲရင်တင့်တယ်စွာနေလင်းနေ။ကိုတွန်ရောက်လာ၍မြင်တော့ဇရက်မှာကဲ့သို့တန်းတူကြီးတူမပြူဝင်းတော့ပဲညီလာခံတွင်တင့်တော်သောအရက်မှာပစစ်ဒုတုပ်ရီခစားတယ်။ဦးအောင်စရာကအပေအကြောင်းကြောင့်မိတ်ဆွေသည်ရှေ့တော်သို့ရောက်တယ်လေ။ဦးတွန်ကကျွန်တော်မိုးစိုးဖို့တို့ဝင်အမှုထမ်းမြေအကြောင်းကိုရွာပြင်စရက်၌လူတစ်ယောက်နှင့်တွေ့မင်းမြန်ရာအရှင်မင်းတရားသည်လက်ယုံတော်ရောင်တောက်၍အညာတခွင်မင်းပြုတ်မြည်မလွဲရင်မိုးစိုးဖို့တို့သာဝင်ဆောင်အမှုထမ်းလေတယ်လို့ပြောဆိုတာကြောင့်ကျွန်ုပ်ရောက်လာရပါတယ်လို့ပြန်ဖြေတယ်။ရွာအပြင်၌တွေ့ခဲ့သူဟာဘဝရှင်နှင့်တူလီပြီတကားလို့ပြန်ပြောလေတယ်။အလောင်းမင်းတရားသည်လည်းတစ်ဖက်သို့လဲ၍ပြုံးတော်မူကားဦးတွန်ကိုအဆောင်အယောင်နှင့်တကွယာရူးချင်းမြင့်နေ1184ခုနှစ်၌စတင်ဖွဲ့စည်းသောရဲဘော်သုံးချိန်၌ပါဝင်ကခင်ဦးဆောင်ငချစ်ညိုအောင်မြင်သောတိရိရှိတောင်ဘွဲ့ရရှိ၍အင်းဝကိုအောင်မြင်သောအခါမင်းလာမင်းကောင်ဘွဲ့နှင့်ဝင်ကြီးဖြစ်လာခဲ့တယ်။3ရဲဘော်6ချိန်အင်းဝမြို့တော်ကိုမုံများသိမ့်ပိုက်သော1113ခုနှစ်စန်းနေချိန်တွင်မှဦးအောင်စီရသည်မုံစိုးဘူမြို့ကိုကာကွယ်ရန်ရဲဘော်6ချိန်အမှန်68ကိုဖွဲ့စည်းခဲ့ပါတယ်။မင်းတရားရွှေထီလက်ထက်ကမြင်းရီတက်သူရဲကောင်း28ယောက်ဖွဲ့စည်းခဲ့တဲ့နမူနာအတိုင်းဖြစ်ပါတယ်။မြင်းရီတက်ရွေးပုံရင်းနေမှာလူရဲ့ရင်ဝါသို့ချိန်နဲ့လှန်ကြုံကိုတအူးကကြိုက်ထားရတယ်။သူရဲကောင်းဖြစ်လို့သူကထိုလှန်ကြုံရှိရာသို့ရင်ကော့ကပြေးဝင်ရတယ်။ကြောက်ရွံ့သောအမှုအရာလုံးဝမရှိစေရ။လှန်သွားစီသူအသင်းဝင်တို့သူမှာအသက်ကိုစွန့်ရင်လို့ရတော့လေကျန်းကျင်သောလှန်ကိုင်းကလှန်သွားနေနီးလည်းရင်လင်းမြန်စွာဖေရှားလိုက်ရတယ်။သူရဲကောင်းလောင်အားသွေးစွန့်လျင်လှန်ကိုင်းရဲ့အပြစ်ဖြစ်တယ်။ထိုတက်သည့်စံပွဲအောင်မြင်ပါမှာရဲဘော်6ကျိတ်၌ပါနိုင်တယ်။ဓမင်ရွှေထီလည်းရေးစဉ်ရွှေဘုံ၌ရဲဘော်6ကျိတ်ရွေးဟန်မှာကြောက်စရာကောင်းတော်လဲသွေးထက်တန်ရုံမရှိသဖြင့်တော်တယ်လို့ဆိုရပေမယ့်
တောင်ငူခေတ်ကတပင်ရွှေထီးတို့သူရဲကောင်းရွေးနီးကလက်ဖျားထိတ်ကိုအပ်နှင့်ထိုးတယ်ရိုးရိုးထိုးတာမဟုတ်တူနှင့်ရိုက်တင်တယ်ထို့သောလူရည်ကျွန်းရေးပွဲပြုစဉ်မအော်ရမငိုရမျက်နှာမပြတ်ရတပင်ရွှေထီးရဲ့သူရဲကောင်းရွေးနီးကိုကာလပေါ်သချင်းဖွဲ့ဆိုထားတယ်တက်မတော်အင်ဂျင်နီယာတပ်ဖွဲ့မှဗိုလ်တင်လိုက်ထံမှရရှိတဲ့တပင်ရွှေထီးသချင်းမှာရွှေမော်တော်ရင်ပြင်ပါဗျာလက်ဖျားထိတ်ကိုအပ်နှင့်စိုက်လို့တူနှင့်ရိုက်ကရွေးရှေ့ပြန်ပါတယ်မကြောက်မရောမတွန့်မဆုတ်မလုံမရှက်ထက်မြက်ကြတယ်ရန်သူတွေဝိုင်းတဲ့မွန်တိုင်းပြည်သူရဲကောင်းများနဲ့စွန်းစွန်ဆာဆာသွားရောက်ကြလေတယ်မြန်မာတက္ကရာ829ခုနှစ်ကေတုမဏီနန်းကိုတပင်ရွှေထီးသိမ်းမြန်းခဲ့တယ်ဟန်တာဝရီတို့ခြေတက်ကရွှေမော်တော်စီတီရင်ပြင်တော်ဝဲနာထွင်းမင်္ဂလာပြုရန်အာတိတရှိတော်မူတယ်သူရဲကောင်းမြင်းရဲ့900လူရဲ့တပြေထိုအရေးတော်အတွက်တတ်သိရှင်များရေးပွဲကျင်းပါတယ်လိုက်ပါလူသူများသည်လမ်းမပေါ်တွင်အပ်တင်လျက်ပေထက်၌သူနှင့်စိုက်စေရတယ်အဝင်စိန်အနှဲငယ်များတွန့်လွတ်သွားသူအားသူရဲကောင်းလို့မယူဆပဲဘယင်ရဲ့ကိုရံတော်တပ်သားအဖြစ်ပဲဖြစ်တယ်ထိုရေးပွဲ၌တပင်ရွှေထီးရဲ့ကြုံငယ်လက်ဆဲတော်မောင်ထွားလဲပါဝင်ပါတယ်မောင်ထွားရဲ့အလှည့်သို့ရောက်၍သူ့လက်မပေါ်တွင်အပ်ဆိုင်ကရိုက်နှက်ကြည့်တဲ့အခါသူသည်မတိမတာအနှဲငယ်တုန်လှုပ်သွားတယ်ဒါကြောင့်ဘရင်ရဲ့ကိုရံတော်တပ်သားအဖြစ်မှထုတ်ပယ်ခံခဲ့ရပါတယ်။ဤတွင်မခံကျင်လာတဲ့မောင်ထွန်းဟာမင်းတရားရွှေတီရှေ့မှောက်တော်၌ပင်ဓမြောင်ဖြင့်ရင်ကိုခွဲကဝမ်းပိုက်ထဲမှဦးကိုဆွဲထုတ်ပြတယ်။ဦးအခွေအဆုံးမှာမောင်ထွန်းသည်မြေပြင်ပေါ်တွင်ဘုံကနေလဲကျရင်သေဆုံးသွားလေတော့တယ်။ငယ်စဉ်မှစ၍လက်ပွန်ရီနေခဲ့တဲ့ကျုံရင်မောင်ထွန်းရဲ့အလောင်းကိုဂယုဏသက်စွာရှုစား၍မင်းတရားတပင်ရွှေတီမိတ်ဆိုသည်ကငှက်ထွားငယ်မင်းအပြုအမူဟာတတ်သိရှိတာမဟုတ်ဘူးမိုက်တွင်းနှက်တာတက်တက်ပဲလို့ဆိုပါတယ်တတ်သိရှိခြင်းနဲ့မိုင်မဲခြင်းလက္ခဏာတို့ကိုတပင်ရွှေတီတရုတ်ခွဲပြပုံကမှတ်ဖွဲပေသည်ဦးအောင်စရာရဲ့လက်ရွေးစဉ်ရဲဘော်6ကျိတ်ဝင်းတို့အားသူတို့ကိုအရေးချင်းအရာဦးအောင်စရာရဲ့အတုရဆရာတော်ကကြပြစရင်ဖွဲ့ဆိုထားသည်မှာအောက်ပါအတိုင်းဖြစ်ပါတယ်ရှင်ရဲအချင်းချင်းတိုက်လဲနှိမ့်သည်1စီးစိမ်ရန်လွင့်2ငပွင့်ရန်စီ3ချင်းတီရန်ဟန့်4ငညွန့်ရန်ရှောင်း5ငအောင်ရန်တွေ6ပန်းထွေးရန်ဖြို9ပန်းညိုရန်လဲ8ငနဲရန်ထွင်9ကြော်တင်ရန်ဖြုတ်10ငတုတ်ရန်ချိုး17တုတ်ဖြိုးရန်နိုင်12ထုံအိုင်ရန်ပဲ13ငဖွေရန်ဖြက်14ကျောင်းမဲ့ရန်နေ15ငလင်းရန်ဝင်း16ငထွေးရန်လို19ငညိုရှေ့လွန်18ငတွန်ရှေ့သွား19ခင်ပါရှေ့တီ20ရွှေရီရှေ့ခေါင်21ငကောင်းလူကျော်22ငတော်လူထွင်23ပေါ်ထင်းလူမော24ပိန်ကျော်လူလာ25တာဝကျော်သည်26ရွှေနီးကျော်သည်29အောင်တလေးကျော်ဟု28ငအိုးသွေးစုံ29မှန်တော်ပေါ်စ30ငမြပေါ်ဟောင်း31ငနောင်းပေါ်ရင်32ညိုမင်းပေါ်ထင်33ငလွင်ညွတ်လူ34လွန်းသူညွတ်လန်း35ငပန်းညွတ်ဆက်36ငအပ်ညွတ်လာ39တွန်းရမီကော38ထွန်းကြော်မီသား39ငရာမီခံ40ကြော်ဆန်စစ်မှု41တာဦးစစ်တက်40တာမြတ်စစ်ငင်43တာထင်စစ်တက်44ငခတ်စစ်မြူ45မြတ်သူစစ်ဖြက်46မြတ်တွန့်စစ်ခွာ49မြတ်တာစစ်စော48ရွှေကျော်စစ်ငယ်50ရွှေရီစစ်ရင်51ရွှေထင်းစစ်လိုက်52ငမိုက်ရေးယူ53ညိုသူရေရှာ54ငတာရေကုန်55စိန်ငုံရေးမြင်56စီပင်ရေးရောင်59တာထွန်းအောင်ရဲပေါ်58ထွန်းကျော်ရဲလာ59ငရအံ့ဩ60ငတော်အံ့အား61စံရအံ့အဲ62စံခဲဘက်လော့63စံမက်ဘက်ကျော်64ငထော်ဘက်ကွာ65ဖြိုးတာဘက်ရှူ66ရှစ်ဖြိုးဘက်ဆောင်69ငအောင်လက်ကောင်း68စွတောင်းနေရ69
ထုံမြလက်သေးတို့ဖြစ်ပါတယ်။ဤတို့သည်ဖြင့်ရဲရည်တန်လွင်ကုံထွင်မှုထံရဲဆွမ်းကြော်လေး6တိတ်8တီစစ်စစ်တွတ်တွတ်မြင်းရီတက်သည်ပြိုင်ဘက်လူကင်းရဲဘော်တင်ရဲဘော်68ဆိုတော်ညလေထိုစရင်၌69ဦးဖြစ်နေပါတယ်။စစ်စေးကြီးရာတွင်ငါအောင်နေငတာဆိုသူတို့ရဲ့နာမည်များနှစ်ကြိမ်စီပါဝင်နေတာကိုတွေ့ရပါတယ်။စာဆိုကနာမည်တွေများလို့တက်ပြီးမျက်စိလဲသွားဟန်နဲ့တူပါတယ်ရှင်။ထိုစရင်မှာတော့10ဦးခန့်တို့မှာဦးအောင်စရာရဲ့ဆွေမျိုးရင်းချများဖြစ်တဲ့ပျော်ပွဲစားထွက်ရာတွင်လက်တင်ရာစားတော်ခေါ်နည်းမျိုးမဟုတ်ပါချင်း။တိုင်းပြည်ကိုရန်သူဘဝအောက်ကျဆုံးရာမှာအသက်ဆွရန်ကိစ္စဖြစ်၍တေပေါ်ညှိတယ်လို့ဖြစ်ပြီးတယ်။တစ်ချက်တည်းမှာလည်းအကြောင်းရှိလျင်ဆွေမျိုးမိတ်ဆွေအင်အားတောင့်တင်းခြင်းသည်လူဝက်တော်အရေးချင်းတစ်ခုပင်ဖြစ်လေတယ်။နန်းလျာရွေးရာ၌ပင်ဤအချက်ကိုအရေးချင်းတစ်ခုအနေနဲ့ထည့်သွင်းစဉ်းစားစမြဲဖြစ်လေတယ်။ရဲဘော်6ကျိတ်သည်ထိတ်ဆုံးကပါဝင်သူဦးစည်းစိန်မှာဦးအောင်စရရဲ့မရီခင်တောင်းဆန်ရဲ့ခင်မွန်ဖြစ်ပါတယ်။သူဟာအေဝါနန်းတော်၌ဝေကြီးရဲ့ဖြစ်ထမ်းရွက်နေရမှာတားပြင်ပြက်ချိန်တွင်ကွေ့ကွေရင်တို့လက်သို့ကြာရောက်နေတယ်။ရဲဘော်6ကျိတ်ဖွဲ့စည်းစဉ်ကသူသည်မလွန်မြောက်သေးတဲ့ဖြင့်သူ့အတွက်ကြိုတင်နေရာပေးချခြင်းဖြစ်တယ်။သူသည်စီတာမျိုးစားဖြစ်၍စီတာမင်းကြီးတို့လည်းခေါ်တင်ခဲ့ပါတယ်။နောက်တော့ဗိုလ်ချုပ်မင်းလာစီသူတွင်တခြားသူတို့ကတစ်ဦးကိုဦးအောင်စရရဲ့ရောက်ဖနှစ်ဦးညွတ်ခင်မတော်ခင်တိုင်းဆန်ရဲ့ခင်ပေါ်နံပါတ်3ဦးပန်မကြီးတော်ရဲ့ခင်ပေါ်၄ဦးစိန်ကိုဘာကြီးတော်မင်းညိုရဲ့မြေ5ဦးညိုလားဘာတွေတော့6ဦးနေဦးညိုရဲ့သားခွန်မောင်ဆွေနေမောင်ညိုရဲ့သားရှင်းဦးတင်မကြီးတော်ရဲ့သားကိုမောင်ဆန်မတ်နောင်တော်ဦးအောင်ဖြိုးရဲ့သားအေဝါမြို့ကိုမွန်းတို့လက်ထက်မှာပြန်လည်သိမ်းပြီးချိန်တိုင်းရဲဘော်73ဦးကြာဆုံးခဲ့ပြီဖြစ်တယ်။ကြံရှိသူများနဲ့ရဲဆန်တက်သည့်ကြောင့်ထိတ်တန်းတက်လာသူများကနံပါတ်1ဦးကတနတ်ဝန်နံပါတ်2ဦးတော်မုတ်စိုးကြုံဖို့နံပါတ်3ဦးသာမဟာတိဟသူရာနံပါတ်4ဦးနောင်မဟာစီသူနံပါတ်5ဦးလွင်ဗလမင်းထင်အတူတက်ဖြင့်1ဦးကောင်း2ဦးတွန်3ဦးသာတို့မှာထိတ်တန်းရဲဘော်ကြီးများဖြစ်တဲ့ဒီ3ဦးတို့မှာစွမ်းပကားပြေးဆောင်လာတဲ့ဖြင့်သားတော်2ပါးမောင်လောက်နဲ့မောင်ရတို့နဲ့တန်းတူစစ်ရေးစစ်ရာအခွင့်အရေးများပေးသနာတော်မူခဲ့ပါတယ်။မြန်မာပြည်တဝန်းလုံးတိုက်ပွဲများတွင်သူတို့ပါဝင်တည်ကြီးတာဖြစ်တဲ့မဟာသင်္နပတိအဖြစ်အမြင့်ဆုံးမြောက်စားခြင်းခံရသူကဦးကောင်းကတန်လျင်တပ်ဝင်းနိုင်ကြာဆုံးခဲ့ပါတယ်။ဦးတုံကမင်းကောင်နော်ရထားကရိုးရရသို့ခြေတက်ရာတွင်အလောင်းမင်းတရားရဲ့ညာလေယုံပင်ဦးတာကစင်ပြူရှင်မင်းလက်ထက်တွင်ဗိုလ်ချုပ်မဟာတိဟသူရဘွဲ့ဖြင့်တရုတ်စစ်ပွဲများကိုအကြိမ်ကြိမ်အနိုင်တိုက်သူဖြစ်တယ်။သူတို့ကတိုင်းပြည်ထူထောင်ဘက်ရဲဘော်ကြီးများဖြင့်ဆွေတော်မျိုးတော်များထက်မြင်မာတဲ့အဆင့်တွင်ရှိနေခဲ့ကြပါတယ်။ထိုရဲဘော်6ကျိတ်ဝင်အားလုံးတို့အားအလောင်းမင်းတရားလက်ထက်တွင်တဝူးတလီများကိုမြတ်ခြင်းမပြုခဲ့ပြီးသူတို့ကလည်းအလောင်းမင်းတရားပေါ်သစ္စာတရားကြီးမားပေတယ်။အလောင်းမင်းတရားနဲ့ရာစံချိန်တိုင်းဒုတိယသားတော်မောင်ရွကထိနှံဆက်ခံလို့ရတက်မှုပုံမှုရဲဘော်ကြီးများကလက်မခံပေခမဲတော်ရဲ့မှားကြားချက်အတိုင်းနောင်တော်ကြီးမောင်လောက်ကစရည်သားလျင်အစဉ်အတိုင်းနန်းတက်ပါစေလို့ဆန္ဒပြုကြလေတယ်။အဲဒါကြောင့်မောင်ရွကနောက်ဆုတ်ခဲ့ရတယ်။ဦးအောင်စရတဲ့အနွယ်တော်တို့နဲ့ရဲဘော်6ကျိတ်တို့ရဲ့တာသမီများရေဆက်စုံကြသည်လည်းရှိပါတယ်။ဘဒုံမင်းသားမောင်ဝမ်းရဲ့သားကျွေတောင်မြို့စာအိရှိမင်းနဲ့ဦးတုံရဲ့သမီးမဲရွှေကုံတို့ညားကြရမှာမြတောင်မင်းသမီးကိုမွေးဖွားခဲ့တယ်။သူကမိတက်ဆိုစက်ကြောင်မင်းသားကလေးရဲ့မွေးစားမိခင်ဖြစ်တယ်။ဦးတာကောင်မဟာတိဟသူရရဲ့သမီးကိုစင်ဖြူရှင်မောင်ရွရဲ့သားတော်စင်ကူးမင်းကမြောင်နှမ်းမိဖုရားတင်မြောက်တယ်။စင်ဖြူရှင်မင်းရဲ့မိဖုရားကောင်ချင်းနဲ့ဦးတာရဲ့ဇနီးတို့မှလည်းညီမအရင်ဖြစ်ကြပါတယ်။အလောင်းမင်းတရားကြီးရှိစဉ်ကအားလုံးတညီတညွတ်တည်းရှိကြတော့လေနောက်ပိုင်းတွင်တီနန်လူရဲ့မှုများပေါ်ပေါက်၍အချင်းချင်းလက်လွန်ခြေလွန်ဖြစ်ကုန်ကြတယ်။အခန်းလေးပွဲဦးထွက်တိုက်ပွဲအလောင်းမင်းတရားကြီးသည်ညီတော်သားတော်ဆွေမျိုးတော်တို့အင်အားဗိုလ်မှူးတပ်မှူးအင်အားပတ်ဝန်းကျင်အင်အားများပြည့်စုံပြီးဖြစ်နေလေတယ်။ဤသို့ပြည့်စုံသမျှပြည့်ဝ၍အားရနေတော်လဲတယောက်တည်းစိတ်ထင်ရမလို့ပေ။အားလုံးသောမိမိရဲ့အသင်အပင်းများနှင့်တိုင်ပင်ခြင်းဆွေးနွေးခြင်းကြံစည်ခြင်းအကြံဉာဏ်များတောင်းခံခြင်းစသည်တို့ကိုအမြဲကျင့်သုံးနေတယ်။အခုမုတ်ဆိုးပုံမျိုးကိုသူတို့ဝင်းရံလာသည်မှာရှမ်းမြန်မာလူအယောယောဖြစ်ပါတယ်။ရှမ်းပြည်မြန်မာတို့မှာမိုးတို့ဘက်မှာတူတူပန်ပန်အမှုထမ်းကြမည်မဟုတ်မိုးတို့လည်း
စစ်တပ်ရဗန်များ၍အင်အားကုန်ခန်းနေကြလေပြီကျွန်တော်တို့မှာအရှိအရေးကို့အရေးဖြစ်၍တရားကိုတရားမတန်အမှုထမ်းကြမည်သူများကြီးဖြစ်ပါတယ်လူနည်းတဲ့အတွက်ကြောက်ရွံ့ဖွယ်မရှိပါတိရိရွှေတောင်အားမင်းကျော်ပြန်ကြည့်သည်ရန်သူအခြေအနေကိုတင်ပြဆွေးနွေးလေတယ်ကြောက်ရွံ့ဖွယ်မရှိသည်မှာမှန်ပါတယ်တို့ရာတွင်မုံတို့နှင့်စစ်ကြီးမတွေ့သေးဘူး၍တအူးလုံးရီကန်ရီကိုတအူးကမသိသေးပါဒီတစ်ချိန်မှာအရေးတောင်း၍သူတို့ကိုပြန်စီမယ်သူတို့ပြန်မှ၎င်းတို့နေရာချထားသောတဲတော်စတဲ့တဲ့ငါးတက်ကိုတိုက်သိမ့်မယ်။နောင်အင်းဝါတို့ချစ်တဲ့တိုက်သိမ့်မယ်။အင်းဝါရရင်တော့မြောက်ဖက်တောင်ဘက်တလွားရှိစော်ပါစော်ကန်မြို့ကြီးများကိုပါမကြမ်းသိမ်းယူပြီးတော့ဟန်တာဝရီတိုင်အောင်လုံးကျန်တင်ပါတယ်။တိရိရွှေတောင်နှင့်မင်းကျော်ပြန်ချီတို့ဆွေနေတေလျှောက်တန်ကိုကြား၍သားတော်လက်ကအကြံပြုပြန်တယ်။ဘိုမင်းတက်မင်းတို့ရှောက်ထားကြသည်မှာစစ်စင်ရေးပင်ဖြစ်ပါပြီတဲ့။တို့ရာတွင်မိုးတို့အားအရေးတောင်းလျင်တင်းတို့အားကြောက်ရွံ့၍ထင်မှန်လိမ့်မယ်။တို့ဖြစ်ပါ၍အရေးမတောင်းပဲတန်းနေကြက်ကြက်ခံနေတဲ့နဲ့သူတို့ချစ်တက်လာလည်းရင်ပိတ်ပိတ်ဆုဆုတယောက်မကြမ်းခုတ်တက်မယ်။အရှအနာအသေးပြောက်များလည်းရင်သူတို့ယွန့်ပါ၍မြို့တို့မချင်းမကန့်နေလိမ့်မယ်။မနေလင်းလည်းတိုက်မယ်။နေလင်းလည်းအလွန်ပူ၍စင်မြင့်အတွက်ရီရှာမယ်။အဖျားအနာထူမယ်ဖြစ်၍မကြခင်တင်းတို့စုတ်ခွာရလိမ့်မယ်။သားတော်လက်ရဲ့အကြံပြုချက်ကိုသားတော်ကြီးကရင်းရင်ပြတ်သွားစွာဝင်ပြောလိုက်ပြန်တယ်။စစ်တဘောဆိုသည်မှာသူနီးသူတိများကလူရင်းမဟုတ်စော့စားချင်းကြောင့်သာအကြောင်းရင်းဖြစ်တယ်။မြမရဲ့သွေးအစစ်နဂါးရဲ့အုံနောက်ဖောက်၍စားလေးရှိတဲ့ဂလုံငက်ကဲ့သို့တက်တဲ့နေပြေဆုံးတဲ့ဘူမူးတက်မှုတို့နဲ့စစ်ဦးဘလူးပါဆိုသလိုထတ်တိုင်မယ်။ဒင်းတို့ခံနိုင်ပြီလော။မခံနိုင်ရင်စုပ်လည်းရင်အင်းဝတိုင်အောင်လန့်လန့်တိုက်ခိုက်မယ်။အလောင်းမင်းတရားကြီးသည်အားလုံးရဲ့ဆွေးနွေးအကြံပြုချက်များကိုနားဆင်လေတယ်။ပြီးတဲ့အခါမှာတော့ကြောင်းကြိုက်ထားတဲ့လူတစ်ယောက်ကိုမြင်တတ်ဖြစ်ကို့လူအမှုတော်ကိုစူးစမ်းအားထုတ်ထမ်းပြီလား။ဖះကျွန်တော်အမှုတော်ကိုထမ်းနိုင်မည်မဟုတ်ပါ။အလောင်းမင်းတရားသည်ထိုသူကိုချက်ချင်းဒေါသမျက်မှန်ရှာသွားခဲ့တယ်။ရုပ်ချင်းထားလိုက်တယ်။ဓားကိုတိမ်မှဆွဲထုတ်လိုက်ပြီးသူ့ကြောကိုတချင်နဲ့ခုတ်လိုက်တယ်။ဘေးမှာအသင့်ရှိနေတဲ့ဘုံမှုတန်မှုတို့သည်တကယ်ခုတ်ဖြက်ပြီးထင်ကြသဖြင့်စစ်ထက်မဝင့်မရှိကြတော့ပြီ။အခုပင်ကျွန်တော်ထွက်ရင်မုံတို့ကိုဖန်စီတက်ညစ်ပါမယ်လို့ရှောက်ထားကြပါတယ်။အလောင်းမင်းတရားကြီးရဲ့တင်းမာရဲရဲပြတ်သားသည့်မျက်နှာထားကိုမြင်မိကလေးကမော်၍မကြည့်ရဲကြခြင်းအမှန်အဖြစ်စောစောကအမှုတွင်စူးစမ်းအားထုတ်၍အမှုတော်မထမ်းနိုင်ကြောင်းဖြင့်သွေးကြောင်သူကိုတန်းနေခုတ်သည်မှာဟန်ရင်းမြဖြစ်ပါတယ်။တပြားနှင့်ချချင်းမြဖြစ်ပါတယ်။စစ်ကိုလက်တွန့်ပြီးဆို၍ရဲသွေးနှိုးပေးလိုက်ခြင်းသဘောမျှတာဖြစ်ပါတယ်။မွန်တို့မွန်ချေအင်အားများတော်လဲစွန့်ဆောင်လောက်ကြံရင်ငါတို့မတန်ရတချင်းတရွေးမြစိန်စစ်ကြောက်ကိုမြေလုံးတောင်ရှိနေကစားကြေမွားပြစီအောင်မစွမ်းရတကယ်တော့ငါတို့တက်ကိုဒင်းတို့ဖျက်ဆီးနိုင်ပြီလားငါတို့တွင်မျိုးရည်ကအပြည့်စုံရှိတဲ့ဒင်းတို့စစ်ညောင်းရိတ်ရိတ်ခါလဲပြက်စီအောင်မိုးရည်လဲငတ်စီအောင်စစ်တို့ရဲ့သဘောသည်အဝူးအဆပွင့်လဲမရလင်အားပြောတယ်တို့ဖြစ်၍ကြမ်းကြမ်းခံလေဒင်းတို့စနွမ်းတဲ့ကာလငါကိုယ်တိုင်ထွက်၍တဟုန်နဲ့တိုက်တော်မူမယ်အလောင်းမင်းဖျားကထို့သောအမင်းရှိပြီးတာနှင့်အညီသားတော်ညီတော်ဆွေတော်မျိုးတော်ဘုံမူတက်မှုတို့လည်းအားလုံးအသင်ရှိနေကြပြီရဲတကုံများတလူလူလွင့်ကြွားရဲရဲဆာဆာအာမန်တက်ကြွနေတဲ့မိမိတို့တက်ကိုစစ်သွေးနှိုး၍မြို့ထိပ်ကကြက်ကြက်ခံရန်ပြင်ဆင်လိုက်ကြလေတော့တယ်အလောင်းဖျားခိကအလောင်းဖျားကိုဖိုးအောင်စရာလို့ခေါ်ကြတယ်ဖိုးအောင်စရာသည်မိမိရဲ့ရရှိနေသမျှနှိမ်နှင်းနိုင်သမျှနယ်မြေကိုပိုင်ပိုင်ဆိုင်ဆိုင်နိုင်နေပြီးမြောက်အောင်အုပ်ချုပ်နိုင်တယ်။လောက်ဆောင်ချက်ကလေးများကလည်းပြတ်သားစွာကွင်းကွင်းကွက်ကွက်ပေါ်လာလျက်ရှိပါတယ်။မိုးစိုးပေါ်ရွာကို488တာရှိတဲ့အဝင်းအဝိုင်းသည်အခြေခံကြတဲ့ကာယမှုအကာအကွယ်ဖြစ်တယ်။ပစင်ရင်တာဇင်းညံများကိုတိဆောက်ထားခြင်းသည်စေအတွင်းပြင်ဆင်ချက်ပင်ဖြစ်တယ်။မိုးစိုးပေါ်ဝင်းချင်း10မိုင်ပတ်လည်ရှိရွာပေါင်း46ရာနှင့်တကွာစင်မြင့်လက်နဲ့လူစားနေရိတ်ကအစအားလုံးစီယုံသိစီပြီးဖြစ်နေခဲ့ကြတယ်။အခုမိုးစိုးဖို့တိုက်ပွဲသည်နှစ်ဖက်စလုံးကလက်နဲ့အင်အားလူအင်အားပြိုင်ပွဲကြီးဖြစ်ပါတယ်။စိန်ပြောင်းတူမီတက်နဲ့ဓားလန်တို့တက်ချင်းလေစတာတို့ဖြင့်ပြည့်စုံလာတယ်။နောက်လိုက်တသားတို့သည်လည်းလူအများတုံးရတဲ့လက်ရထားပေါ်တွင်ကောက်ရိုးအပြည့်ဖြင့်အနောက်နိုင်ငံသားတို့ထံမှဝယ်ယူထားရှိတဲ့အမြောက်စိန်ပြောင်းအနေအချင်းကိုတင်၍
လက်ကတုပ်ပြစီစဉ်ထားကြပါတယ်။ပြီးတဲ့နောက်မှာတော့နှစ်ဖက်စလုံးမှာပြစ်ခတ်လာတဲ့စိန်ပြောင်းအမြောက်တံများသည်မိုးအကာရန်ထဲမစဲအောင်စုညံလျက်ရှိတော်တယ်။တနက်ဟင်းတံများဆက်၍ညာတံပေး၍စစ်သွေးစုကအပြေးတက်လာသောအတန်များနှင့်အတူရန်သူအင်အားသည်ထမ်းလုံးတက်ရင်အနာသို့နီးလာလေပြီ။မုံစိုးပုံမြို့သားရင်းမြမာများလည်းအသင်ဆောင်၍ရန်သူကိုရင်ဆိုင်ရေးကိုအလေးမမူအာယူလျက်ရှိကြတယ်။တက်ထိန်မှစောင့်နေကြတယ်။ပြစ်ခတ်ထိုးခုတ်ကြပါတယ်။လဲကရုံများကိုမီရှိုးမီစီများနှင့်ရှို့လေတယ်။ဒီလုံး9ရက်ဆက်၍မြို့တွင်းဝင်ရန်ချင်းကပ်တော်လေရန်သူများသည်မိမိတို့ဘက်မှအသေးအပြောက်များလွန်းသဖြင့်မချင်းကပ်နိုင်ပဲရန်မြဲရန်ယုံများအပါဘာမျှပူ၍မတက်နိုင်တော့တာချင်းရန်သူအင်အားသည်မြို့မှာဝင်းရံ၍တိုးမပေါက်နိုင်ပဲရှိပင်ရှိတော်ညာလေတန်နီးနီးနဲ့မြို့တင်းသို့ထိုးပေါက်ရန်စက်ကြံနေကြတယ်ရန်သူငြိမ်နေလေရင်အမွေအကျန်းထုတ်နေသည်သားဖြစ်တယ်တို့ဖြစ်ပါ၍မွန်တို့လက်ရွေးစဉ်အမာခံအသေးခံသူရဲကောင်1500ကိုရွေးချယ်လိုက်ပြန်တယ်ညနေတကောင်ရံမှာထိုလက်ရွေးစဉ်သူရဲကောင်1500ကိုမြို့တွင်းဝင်ရန်အဝင့်ပုံးကွယ်နေစေတယ်အဲ့ဒီနောက်ချက်ချင်းပင်အရှိမျက်နာကမြေတုံလုံးမခံအမြောက်စိန်ပြောင်းများကိုမရက်မနာပြစ်ခတ်ကြလျက်တက်သွင်းသို့ချင်းကဲလာခဲ့တယ်ရဲမက်တို့လည်းအရှိမျက်နာတတက်ကိုတလုံးတည်းတက်နေဟန်နဲ့အရှိမျက်နာသို့ဖိ၍ခံကြစဉ်တောင်တက်ကတက်စီးတက်နေလူတွေ၍အမာခံ1500တို့လည်းလူ90မြသာမြို့တွင်းသို့ဝင်နိုင်ပြီးတက်ဆုပ်ရလေတော့တယ်ဒိုစဉ်မြင်းရည်တက်စင်းနှင်းပုံနန္ဒကျော်တင်ပွဲခံဦးကျော်ဆန်းသည်တက်တွင်းသို့နေကြုံထိုးဖောက်ဝင်ရောက်လာတော့ရန်သူများကိုထိုးခုတ်ပစ်ခတ်ရာရန်သူ20ကျော်ကြာဆုံးသွားလေတော့တယ်ရန်သူများမှလည်းဒဏ်ရာများဖြင့်ပြေးကောင်း၍လွတ်သူလွတ်သားကြတယ်ထို့စဉ်ရှေ့မျက်နှာကတန်လျင်ဝန်ကုတ်ကဲ၍တက်ကိုမီးတိုင်ရန်လဲကရုများဖြင့်လာနေတယ်ဤသည်ကိုအလောင်းမင်းတရားကြီးကိုယ်တိုင်ခုခံသောကြောင့်မချင်းကန်နိုင်ပဲရှိနေတယ်အလောင်းမင်းတရားကြီးသည်စိတ်ချရသောလူရင်းဖြစ်တဲ့မြစ်တာရောင်မငတိုင်းဆက်ကိုအမတ်တင်ညာများပေးလွန်လိုက်ပါတယ်ငတိုင်းဆက်လည်းအလောင်းမင်းတရားမှားကြားမိတ်ဆိုချက်အတိုင်းတက်ပြင်မှရန်သူကောက်ယူလဲများကိုမီးရှို့လေတယ်ရန်သူလဲများမီးလောင်တော့မီးရောင်ဖြင့်ရန်သူများကိုခတ်ထင်ထင်မြင်ကြရတယ်သူ့မီးသူ့ရောင်အောက်မှာရန်သူများကိုအလောင်းမင်းတရားကြီးရဲ့ရဲမက်တို့ဟာစိတ်ထင်တိုင်းတိုက်ခိုက်ပစ်ခတ်နိုင်ကြတယ်ရင်းအကြံကြောင့်ရန်သူများကြဆုံးကြပြန်တယ်တန်လီဝန်လည်းကြည်တင်ကြဆုံးရလေတယ်အလောင်းမင်းတရားကြီးလည်းငတိုင်းဆက်ကိုအာရနှုံးရိပ်တမိန်ပယံပွဲအမည်ပေးတော်မူလေတယ်ရင်းတို့မုတ်ဆိုးပုံပထမစစ်ပွဲမှာမြန်မာတို့၌အမြောက်မရှိသေးသလောက်ရှားလာပါတယ်တနက်ပင်ပြောပလောက်အောင်မရှိသေးပေရှိသောတနက်နေပြည့်ရင်ခဲယမ်းပင်လုံလောက်စွာမရှိတို့ရတွင်မြန်မာတို့ဘက်မှသူမတူအောင်ပြည့်စုံခြင်းမှာတတ်သည့်အကြံဉာဏ်နှင့်ရဲသေးရွယ်မှန်များဖြစ်ပါတယ်တို့ဖြစ်ပါ၍အလောင်းမင်းဖျားသည်စစ်ကိုညာတန်ပေးတိုက်တာထက်တက်ဖြန့်ကစစ်မျက်နှာဖြန့်၍တန်တန့်ခန့်ခန့်တိုက်ခိုက်နိုင်ခြင်းဖြစ်တယ်လက်နဲ့ခရမ်းကိုအချင်းနီးမဖြုံတီးကျိန်းသေးပေါက်ရှိမှပြစ်ခတ်ကြတယ်ရန်သူတို့အားတပ်ပြင်သို့ထွက်၍တိုက်ရန်တိုင်ပင်ဆွေးနွေးကြရာတွင်သားတော်သခင်နှစ်ပါးနှင့်မင်းလာစီသူဦးစည်းစိန်မင်းရဲကျော်စွာဦးအိုမင်းကျော်ပြန်ချီဦးကောင်မင်းလာကျော်သူဦးညွန့်မင်းလာရွှေတောင်ဦးတုံတို့လျှောက်ထားကြတဲ့စကားရက်တို့မှာရန်သူတက်ကိုပိတ်ညက်လိုအားကြီး၍များစွာပြင်းထန်လွန်နေတယ်အခုတက်တို့လုံးရင်ကြံရင်ကိုကျွန်တော်တို့သိပြီးဖြစ်၍ကျွန်တော်တို့နှင့်စီစင်းခြင်းမြင်းစီခြင်းမျက်နှာဆိုင်ဝင်မည်မဟုတ်အခုပင်ရန်တက်ကိုထွက်၍တိုက်သက်ပါတယ်အဲ့ဒီလိုဆိုကြတယ်ဒင်းတို့မချင်းကပ်ဝင်ရတာဒီအတိုင်းရန်နေကြတယ်ဒီအခါတော့ငါကိုတော်တိုင်းထွက်တိုက်မယ်မဲလာရွှေကျော်ရဲ့လျှောက်ထားချက်ကိုအလောင်းမင်းတရားကြီးကပြန်၍မိတ်ဆိုလိုက်လေတော့တယ်ရှိသူစောစားရင်စုံဖြတ်ကြတယ်မင်းလာစီသူဘိုလ်ချုပ်ကအရှိမျက်နာတက်နေတယ်မင်းကျော်ပြန်ချင်းဘိုလ်ချုပ်ကတောင်မျက်နာမှာတက်တက်နန္ဒယောဒဥပန်းကမင်းရဲကျော်မောင်စိန်ကိုတို့ကိုမြောင်းမျက်နာကတက်15တက်နဲ့ညီတော်သူတို့တင်ကသူဘိုလ်ချုပ်ကိုစုစုပေါင်း45တက်စီစဉ်ထားစေတယ်တက်ပေါင်း45တက်ဆိုတော်ညလဲတက်သားမများလာ၍ငါနေရာချထားသည့်အတိုင်းစီစဉ်ကြရတွင်စီရင်ငင်လာတော့လဲမလိုက်နေကြောက်တိုင်လိုသာကြန့်သာနေ
ငါအောင်တန်ပေးမှရွရွချွန်ချွန်ဖိဖိစီစီနင်းချေနင်းခုတ်ရမယ်အလောင်းမင်းတရားကဒီလိုထပ်မံပြီးတော့မိမ့်မက်ထားပြန်တယ်လူနဲနဲနဲ့ကြဲကြဲဝိုင်းဆိုတဲ့ကဲ့သို့45တက်စလုံးထွက်၍မြို့နေ73တောင်အကွာတွင်လက်ရရစ်ပတ်၍တက်ဆွဲကြတယ်အပြင်မှာဝင်းရလျက်ရှိတဲ့ရန်သူတပ်တို့သည်လည်း2ကြိမ်3ကြိမ်စီးရင်ငင်လာကြတယ်မြန်မာတက်ကမင်းတရားကြီးအမိန့်ကိုနာခံ၍လိုက်မတိုက်ပဲတောင်တင်းစွာတက်ကြံခံကြတယ်ရန်သူတို့သည်စိတ်ငြိမ်မရ၍နေမြဲနေရမှမတိုးတက်ပဲရပ်နေကြတယ်အလောင်းမင်းတရားကြီးကထွက်မလာသေးပေထို့သို့နနက်နေထွက်သားသားကမွန်တဲခြင်းရဲ့ဒီတဦးရဲ့ပျော့ကွက်နေအမားကိုတဦးအခြေပြတ်တည်းရဲ့ဒီစောင့်နေကြစဉ်1114ခုနှစ်ကစုံလပြည့်ကျော်ရှိရဲ့နေ့တောက်ကြနေ့မွန်တဲနှစ်ချက်တီးကျော်နှမောင်းတွင်အလောင်းမင်းတရားကြီးကိုယ်တိုင်အောင်တကွန်လွှလွှလွင့်လျက်သားတော်နှစ်ပါးမြင်းရီတက်များနေတကွ46ရွာခေါင်းအစုအမှုတန်းလက်နဲ့ဆွဲသူရဲ့အပေါင်းချန်ရ၍စီတော်ရှုံးကအရှိမျက်နာလက်ရာတကားမှရွှေထီဖြန့်ကထွက်တော်မူလေတယ်။ဤဒီကိုရန်သူအလုံးမြင်၍အံ့အားသင့်စွာရုတ်တရက်ကြည့်မြင်ရလေတော့တယ်။ထိုစဉ်မမျော်လင့်သောအတိတ်စိမ်းနမိတ်တစ်ခုလို့ဆိုရပြီမလားမသိပါ။ကောင်းကင်မှငှက်တကောင်သည်ဆိုရဲကိုကိုက်၍မင်းတရားရှိတော်တက်တဲ့ဦးကောင်းကိုငိုက်ဆိုင်ကြလာခဲ့တယ်။မင်းတရားကြီးတွေ့မြင်တဲ့ဖြင့်စွန်ကအင်္ဂါနဲ့တိန်းကတောက်ကြနဲ့မွန်းလည်းအင်္ဂါနဲ့ငါလည်းတောက်ကြတာဖြစ်၍ယနေ့အောင်မြင်တော်မူမိမှာမလွဲလို့နမိတ်ဖက်အတိတ်ကောက်တော်မူလေတယ်။ရဟန်းရှင်လူပြည်သူတကာသာသနာတော်ရဲ့အစီအပွားစေတော်မျိုးတော်အစီအပွားကိုသားတော်မြေတော်အစဉ်မြစ်တော်အညွန့်အတိုင်းအောင်တော်မူထိုက်သည်မလဲရင်တကြားစတုလောကပါလသာသနာဆောင်နှတ်တို့ကုညီဆောင်ရွက်၍အလဲတွကိုအောင်မြင်စေတော်အလောင်းမင်းတရားကြီးသည်ရွှေကရားပြည်ရေစင်တို့ကိုမြေသို့သွန်းဖြန်းပြီးတဲ့နောက်တပြိုင်နက်အောင်ခါရောက်ပြီးအောင်ချိန်တင့်ပြီးအောင်ခါတိုင်ပြီးလို့အတန်ဥက္ကဋ္ဌနဲ့ဟစ်ကြားတော်မူရာတမတော်သားရဲမဲ့အားလုံးကြားကြရပါတယ်။ထိုစဉ်အောင်စီအောင်မောင်းတို့ဖြင့်ညင်ညောင်းတာယာစွာတည်ရဲ့အတိအမှန်ပြုကြလေတော့တယ်။တက်45တက်လုံးလဲတပြိုင်နက်ကျင်းသားရေးတိုက်ကြတော့တယ်။ပို၍ရွရွချွချွန်ရဲရဲဆဆထိုးခုတ်ပစ်ခတ်အားကောင်းကြတယ်။တုံးနဲ့တူမခွဲခြားမတိုးမရွှေ့သားသည့်အထိထွေလာလုံလာရှိနေကြပါတယ်။အလောင်းမင်းတရားကြီးကိုတော်တိုင်သည်သုံးတော်ဓာတော်ကြီးကိုဆွဲထုတ်လိုက်တယ်ဝင့်ကြွားအမှန်ထနေတယ်။ခေါင်းဆောင်ကိုယ်တိုင်တက်ကြွ၍အသက်လက်လာလူရဲတီကိုငယ်သားရဲမှန်များမြင်၍မိမိရဲ့အသက်ကိုပန်းတဝင်းလောက်ပင်မှန်မှန်ကြောင်ပို့ပြီးစစ်သွေးတက်သည်အားပြေလာကြတယ်။ရန်သူများကပို့ပြီးတော့အံ့အားသင့်ကြတယ်။ထို့စဉ်အလောင်းဖျားသည်မိမိအင်အားကိုယုံ၍ထိုးစစ်ဖြစ်အရှိန်ရတော့အဟုတ်ကြီးစွာတိုက်လျာရန်သူကိုမခံနိုင်လေပြီ။အတားအဆီးမရှိပြက်ရပြီးအရှိမျက်နာကပြက်တဲ့ဖြင့်တောင်မြောက်အနောက်စတဲ့ဖြင့်ကျန်သောမျက်နာရှိရန်သူအရင်တက်များအားလုံးလုံးဝပြတ်သွားလေတော့တယ်။လေပွဲဟုထက်တိုက်ပွဲဝင်ရဲပေါင်းများပွဲဟုထက်မုတ်ဆိုးပူတိုက်ပွဲတွင်မြို့ပြင်လေးအရဲ့လေးမျက်နာ၌တက်မလေးခုချထားခုခံရာတက်မှုနှင့်ကိုကဲသူဗိုလ်ချုပ်ကြီးများစရင်မှာအောက်ပါအတိုင်းဖြစ်ပါတယ်။စစ်တပ်ရဲ့အချိန်နာရီစိတ်စော်ရောက်သောအလောင်းမင်းတရားကြီးကိုတော်တိုင်အရှိမျက်နာမှထွက်၍ဦးဆောင်တက်ခဲ့တယ်။အရှိမျက်နာမှာကတော့မင်းလာကျော်သူဗလကျော်ကောင်ရဲဆက်တကောင်မင်းလာကျော်ကောင်တိရိရွှေတောင်ကနာပညာဥဒိန်နန္ဒသူမင်းလာစီသူဗိုလ်ချုပ်တောင်မျက်နာကတော့ရဲဆက်ကျော်ကောင်မင်းရဲကျော်တင်နန္ဒကျော်နမတ်ကျော်ပလိုင်းဘူးအင်းရင်ဘရင်ငစီပင်ငွေတောင်ပေါ်နေရာတင်ကကျော်မင်းရဲကျော်စောမင်းကျော်ပြန်ကြီးမင်းလာငယ်လက်ရပြန်ကြီးမင်းကျော်ရွှေတောင်နန္ဒကျော်နေမျိုးရွှေတောင်ရန်ခွင်းကျော်တိရိကျော်တင်ဗလာကျော်တင်ငခန့်နန္ဒာယောတောင်မင်းရဲကျော်မြောက်မျက်နှာမှာကတော့ရွှေငက်ကျော်တရင်ဗလာငက်ဖြောငက်ထွန်းကျော်မင်းရဲစီသူတွလွတ်ကျော်လက်ရဘလူစကဗလာဗလရာစာစစ်ကောင်းတိရိမင်းရဲကျော်မင်းကျော်ပညာသတို့တင်ခဲ့သူဗိုလ်ချုပ်ကြာဆုံးသူတွေကတော့ရဲဘော်68ယောက်အနက်ဘွယ်တူးရာတူအချင်းမြင့်ခံရသူပေါင်း55ယောက်မပေါင်မမြောက်ခင်ကြာဆုံးသူပေါင်း73ယောက်အလုံးပေါင်း68ယောက်ဖြစ်ပါတယ်။ကြာဆုံးသူများကတော့ငပိုက်တာဝါမှတ်ကျော်ငတုံစီပင်ငဖြောငတုတ်ဖြူထွေးညိုငဆဲမန်ထွန်းကျော်ငရငတုတ်ငခတ်တူဖြစ်ပါတယ်။ငါနောက်ဆုံးတိုက်ပွဲယူရီးယားမင်းသားကြီး
တင်းရောင်ရေးသားတဲ့မြန်မာနှစ်တိုက်ပွဲများစာအုပ်၌အလောင်းမင်းတရားကြီးယူရီးယားတို့ချီတက်ခန်းကိုအောက်ပါအတိုင်းဖော်ပြထားပါတယ်။ဟန်တာဝရီမြို့တော်ကိုသိမ်းပိုက်ပြီးတဲ့နောက်အလောင်းမင်းတရားသည်ရန်တာသိန်းကသို့ပြန်လဲချီတက်တော်မူတယ်။မဏိပူရကတဲ့များအန္တရာယ်ပြုလျက်ရှိတာကိုနှိမ်နင်းရန်ဖြစ်ပါတယ်။ပဲခူးမြို့ကိုတိုက်ခိုက်စဉ်မွန်စစ်သူကြီးတလာပန်းသည်လွတ်မြောက်ထွက်ပြေးကတန်လင်းတွင်အခိုင်အမာခုခံနေတယ်။မြန်မာတို့ကတန်လင်းကိုတိုက်ခိုက်သိမ်းပိုက်ပြန်သောတလက်ပန်းသည်ပြင်သစ်သင်္ဘောဖြင့်အိန္ဒိယပြည်ပွန်ချီချာရီကိုပြင်သစ်စခန်းသို့ထွက်ခွာခဲ့တယ်။သို့သောပင်လယ်မုန်တိုင်းကြောင့်ထိုသင်္ဘောဟာတနင်္သာရီကမ်းရိုးထဲမှာရှိတဲ့မြိတ်မြို့၌ဆက်ကပ်ခိုလုံနေခဲ့ရတယ်။မြန်မာအာဏာပိုင်တို့ကထိုကိစ္စနှင့်ပတ်သက်ပြီးတော့တနင်္သာရီဘရင်ခံတန်းတလန်ပန်းအားတပုံအဖြစ်ဖမ်းဆီးထားရန်နဲ့ပြည်သစ်သမောကိုလည်းဆိုင်းငံ့ထားရန်အကြောင်းကြားတယ်။သို့သောယူရီးယားလူမျိုးဘရင်ခံကပင်လယ်၌ဒုက္ခရောက်၍ခိုလုံဝင်လာတဲ့သမောကိုချုပ်ချယ်ရန်အကြောင်းမရှိတပုံဆိုသူတလပန်းအကြောင်းကိုသူတို့ဘာမှမသိပါလို့ပြန်ကြားခဲ့ပါတယ်။ထိုပြန်ကြားချက်ကိုအလောင်းမင်းတရားကလုံးဝနှိမ့်ညွတ်ခြင်းမရှိသို့သောအခွင့်မသိခြင်းဖြစ်၍ယူရီးယားတို့ရဲ့ရိုင်းပြမှုကိုသီးခံနေတော်တယ်။တက္ကရီ1113ခုနှစ်မှာအလောင်းမင်းတရားသည်ရန်ကုန်မြို့သို့ပြန်ရောက်ရှိရာရွှေတကုံဘုရားပွဲတော်ကိုအကြီးအကျယ်ကျင်းပလေတော်တယ်။သားတော်မောင်ရွှေရနှင့်ဗိုလ်မှူးမင်းကောင်းအနော်ရတာဦးတုံအားလူ800တပ်ဖွဲ့ကဒဝယ်မြို့ကိုသိမ်းပိုက်ရန်ဆေလွတ်ခဲ့တယ်။ဒီလိုထိတက်ရာတွင်ဒဝယ်နယ်တစ်လျှောက်မှာကုံတဲတို့ပိုင်ဆိုင်တဲ့သင်္ဘောများသည်ယူရီးယားပိုင်မြိတ်နယ်ဘက်မှရှိတဲ့ထပ်ပြေးခိုလုံကြသဖြင့်ခုခံမှုအလွန်နှဲပါကြောင်းမြိတ်မြို့ရှိရန်သူအင်အားမှလည်းမများလာကြောင်းများကိုခမဲတော်ထံအကြောင်းကြားခဲ့တယ်။အလောင်းမင်းတရားကတနင်္သာရီနှင့်မြိတ်ကျွန်းဆယ်တစ်ခုလုံးကိုသိမ်းပိုက်ရန်အမိန့်ပေးလိုက်တယ်။သားတော်မောင်ရွှေရွာနှင့်မင်းကောင်နော်ရထားတို့သည်တနင်္သာရီတရက်လုံးကိုအလွယ်တကူပင်သိမ်းပိုက်နိုင်ခဲ့တယ်။ယူရီးယားတို့ရဲ့တိုက်ရေးခိုက်ရေးလွန်စွာပြောင်းညံ့တာကိုတွေ့ရသဖြင့်ယူရီးယားပြည်တွင်းသို့ပင်ချစ်တက်တိုက်ခဲ့ရာတမျိုးပြီးတမျိုးမြန်မာတို့ရရှိနေခဲ့ပါတယ်။သို့သောမြန်မာတို့အနေနဲ့ယူရီးယားမြို့တော်အထိချစ်တက်ရန်ရွေချက်မရှိပေအလွယ်တကူအနိုင်ရလျက်ပုံရှိတာကြောင့်တနေ့တခြားဘဝင်မြင်ခြင်းကရှိနေပါတယ်။ယူရီးယားဗိုလ်မှူးကြီးခွန်ရုံးဖရက်ကဦးဆောင်ကဝက်ချောင်းပင်လယ်ကွေ့မှာမြန်မာတပ်များကိုစီးကျူခုခံနေထိုတိုက်ပွဲတွင်ယူရီးယားများပင်မရှုမလဆုံးရှုံးခဲ့ကြရတယ်။မြန်မာတို့လိုက်လံထိုးခုတ်ရာမှာပင်လယ်နန်းသို့ခုန်ကြတည်ဆုံးကြသူများလည်းများလာပြီးတယ်။ယူရီးယားစစ်ကူများကိုဦးဆောင်ရောက်လာသူဖျားနရနဲ့ပူမူးကလည်းရန်နေရတပ်များကြဆုံးကြောင်းသိသောဆက်လက်မတက်ခိုက်တော့ပဲပန်ချာပူရီမြို့သို့ဆုတ်ခွာလေတော့တယ်။ထိုအချိန်၌အလောင်းမင်းတရားကိုယ်တိုင်ဒဝယ်နဲ့မိတ်တို့ရောက်လာကယူရီးယားတို့အခြေမလာတာကိုအခွင့်ကောင်းယူကအယုဒ္ဓယမြို့တော်အထိခြေတက်သိမ်းပိုက်ရန်ဆုံးဖြတ်တယ်။ဒါကြောင့်တနင်္သာရီနယ်တွင်တပ်မတော်ကိုပြန်လည်ဖွဲ့စည်းကစင်းကုံစစ်ကြောင်းမှရှေ့ဆောင်ခြေတက်တော်မူတယ်။မင်းကောင်အနော်ရထားတပ်များသည်ရန်ဘူရီမြို့သို့ဦးစွာရောက်ရှိတာနှင့်တိုက်ပွဲဖြစ်ပွားလေတော့တယ်။ယူရီးယားတပ်တို့ကရဲရွင်းစွာတော်လှန်ခုခံကြတယ်။ဒါပေမဲ့မြန်မာဗိုလ်မှူးမင်းသားမောင်ရွရဲ့တပ်များထပ်မံအင်အားဖြစ်နိုင်သဖြင့်ယူရီးယားတို့သည်အယုဒ္ဓယမြို့တော်အထိဆုတ်ခွာကြရလေတော့တယ်။အလောင်းမင်းတရားကြီးရဲ့တပ်များဟာရန်ဘူရီမြို့၌၄ရက်ကြာရန်နာအင်အားဖြစ်တယ်။အဲ့ဒီနောက်စူပန်ပူရီမြို့သို့ဆက်လက်ချီတက်တယ်။ရန်ဘူရီမြို့၌ယူရီးယားများစစ်ချုံချောင်းတရင်ရရှိတဲ့အခါမှာတော့အယုဒ္ဓယမြို့တော်၌ပယုတ်ပယက်ဖြစ်ကုန်တယ်။သူတို့စစ်ဦးစီးများညံ့ဖျင်း၍တိုင်းပြည်ပြတ်ရတော့မယ်လို့ဆွဆွဲပြစ်တင်ကြလေတော့တယ်။ဘရင်ဖြစ်သူအာကာတက်မှပြည်သူလူထုအုံကြမှုကိုထိတ်လန့်သဖြင့်ရဟန်းဝင်နေသောမင်းသားကြီးဦးတုံပုံကိုအခြေအနေထိမ့်သိမ်းကိုကဲရန်တောင်းပန်ရပါတော့တယ်။အလောင်းမင်းတရားကြီးရဲ့တံမြောင်စု၍ပန်ချာပူရီမြို့မှခြေတက်လာတဲ့အခါစော်ဖျားမဟာတနကောယူရီးယားဗိုလ်မှူးကြီးကဦးဆောင်ခုခံနေရန်သူများခုံစင်းရာခြာကရက်မြေကမ်းတစ်ချောင်းတွင်ခံတံများဆောက်လုပ်ခုခံနေအယုဒ္ဓယမြို့တော်တွင်မြစ်ဆုံ၌တည်ရှိသဖြင့်ထိုမြစ်တို့ကကျုံမြောင်းများတပွဲမြို့တော်ကိုကာကွယ်လျက်ရှိပါတယ်။မြန်မာတို့ကထိုမြစ်များကိုကူး၍ခံတံများကိုတိုက်ခိုက်ရတယ်။ထိုမြစ်ကူးချိန်မှာတော့ယူရီးယားတို့ကအမြောက်ဆန်ပြောင်းတို့ဖြင့်တသက်မဲမဲပြစ်ခတ်တယ်။မင်းသားမောင်ရွနဲ့မင်းကောင်နော်ရထားတို့ရဲ့တပ်များမှာထိုစစ်ဗျူဟာကြောင့်တနေ့တခြားလုံးပါနေတယ်။အလောင်းမင်းတရားရဲ့တပ်များရောက်ချိချိန်၌မြန်မာစစ်သည်အင်အားရုံရော့ကယူရီးယားတို့နှင့်စားတူလောက်ပြီးရှိနေတယ်။ယူရီးယားတို့ကိုမြန်မာတို့ကရှေ့နောက်ညက်ကတိုက်ခိုက်ရာဗိုလ်မှူးကြီးစောပြမဟာတနသည်ထိုတိုက်ပွဲတွင်ကြာဆုံးနေတယ်။အယုဒ္ဓယမြို့တော်မြောက်ဘက်မှရှိတဲ့တာတိုက်လင်းဝင်းပြင်ကို
အလောင်းမင်းတရားသိမ့်ပိုက်ခဲ့တယ်။မင်းသားမောင်ရွာနဲ့မင်းကောင်နော်ရထားတို့ကဖိုးစံတုံးကဘော်ရီသုံးပင်စခန်းကိုသိမ့်ပိုက်အခိုင်အမာနေတယ်။ထို့အချိန်၌နေပြည်တော်ရှိတရုတ်လူမျိုးတို့ကတရုတ်အမျိုးသား2200ပါရှိတဲ့တပ်တစ်ခုဖွဲ့စည်းကမြန်မာတို့ကိုထွက်ရည်တိုက်ကြတယ်။ဖိုးစံတုံးစခန်း၌တိုက်ပွဲဖြစ်ရာမြန်မာတို့ကတရုတ်တပ်ကိုချိန်မုံနေတော့တယ်။ယူရီးယားတပ်များထွက်ရောက်ကူညီကြတော့လေနောက်ကြသဖြင့်ထွက်ပြေးရတဲ့တရုတ်တို့နှင့်အယောယောအထွေထွေဖြစ်ကအားလုံးပြေးကြရလေတော့တယ်။တပ်စခန်းနေရာကောင်းများသို့မင်းသားမောင်ရွာနှင့်မင်းကောင်နော်ရထားတို့ရွှေ့ပြောင်းကြရတယ်။ထိုအချိန်မှစ၍အယုဒ္ဓယမြို့တော်မှာယူရီးယားများထွက်မလာတော့ပဲမြို့တွင်း၌ပင်အခိုင်အလုံနေတယ်။မြို့တော်အပြင်၌မြန်မာတို့သာလွှမ်းမိုးကွက်ကဲနေကြတယ်။မေလအတွင်းမြန်မာတို့သည်အမြောက်ကြီးများဖြင့်ချင်းဖုံကြီးကျောင်းအတွင်း၌တက်ဆင်ကမြို့တော်အတွင်းသို့နေရောညပါပစ်ခတ်လေတော့တယ်။ကြီးစံတစ်ခုကယူရီးယားပြတ်သက်နန်းကြီးကိုထိမှန်ကတပ်ပိုင်းကျိုးကျပျက်စီးတယ်။ဤတွင်မြန်မာတို့ချက်ချင်းတက်များကိုရုပ်သိမ်းကမြောက်ဘက်သို့ဆုတ်ခွာကြတယ်။မြန်မာတို့ရုတ်တရက်တက်များရုပ်သိမ်းဆုတ်ခွာခြင်းနဲ့အလောင်းမင်းတရားကြီးနာမကျန်းဖြစ်နေကြောင်းကိုယူရီးယားတို့ကမသိကြပေ။အတန်ကြာမှယူရီးယားမင်းကြီးဥတုံပုံကစစ်သူကြီး2ဦးရိုးမရာဇာနှင့်တိဟရာဇာကိုချစ်တက်စေကမြန်မာတို့ကိုမောင်းထုတ်စေတယ်။မောင်းတက်နေပြီအထိယူရီးယားတပ်များကလိုက်ကြတယ်။သို့တော့မြန်မာတို့ကိုမမီပါချင်းအမှန်မှာထိုအချိန်ကယူရီးယားတို့သည်မြန်မာတို့ကိုအထူးကြောင်ရွံ့တုန်လှုပ်နေကြတယ်။ဒါကြောင့်မြန်မာတပ်များသည်အေးတက်တာစုခွာနေကြတယ်။ယုဒ္ဓယမြို့တော်မှာအလောင်းဖျားနာမကျန်းရှိတာကြောင့်စုခွာသွားပြီးတဲ့နောက်မြန်မာတပ်များကိုဒုတိယသားတော်မောင်ရွာကဦးစီးချုပ်ကိုင်းနေတယ်။မင်းကောင်အနော်ရထားကမူမြန်မာတို့စုခွာရာတွင်နောက်ဆုံးမှကြီးကျက်ခုခံရင်းလိုက်ပါလာခဲ့တယ်။မုတ်တမနယ်မြေကင်းရွာတွင်အလောင်းမင်းတရားကြီးနဲ့ရွာစံနေတော်တယ်။ထိုအရက်၌3ရက်ကြာရန်နာကစစ်တီဘိုးဘာတို့စုံညီစွာဖြင့်အလောင်းတော်ကိုမီးရှို့တကြိုတယ်။အဲ့ဒီနောက်အယိုးပြာကိုနေပြီးတော့ရွှေဘုံမြို့သို့ယူဆောင်လာခဲ့တယ်။နောင်တော်ကြီးကသားတော်ကြီးမောင်လောက်သည်တက္ကရီ113ခုနှစ်ဇွန်လတွင်ဖခင်ကြီးရဲ့ရိုက်ရာထီးနှန်းကိုဆက်ခံနေတော့တယ်။မြန်မာတို့ယူရီးယားမှဆွတ်ခွာခြင်းနှင့်နောက်ပိုင်းစစ်တပ်များကိုအုပ်ချုပ်သူမင်းကောင်အတော်ရထားသည်အလောင်းမင်းတရားကြီးလက်ရွာစံပြီးလို့ကြားသိရတဲ့အခါသူ့ရဲ့စိတ်သက်တစ်မျိုးတစ်မီပြောင်းသွားတယ်။တနကင်ပြူဟာစစ်ရေးစစ်ရာတို့၌သူသာလင်းကျွမ်းကျင်လိမ့်ပါတယ်။ရန်သူကိုဖယ်ရှားနိုင်တယ်ဆိုတဲ့မိမိကိုယ်ကိုအထင်ကြီးမှုပလွားစိတ်များဝင်လာခဲ့ပါတယ်။မြန်မာပြည်၌အရေးပါအရာရောက်သူအနေနဲ့ဆက်လက်တည်ရှိနေလို့စိတ်ရှိတယ်။ဒါကြောင့်မြန်မာနယ်မြေသို့သူ့ရဲ့တပ်များပြန်ရောက်တဲ့အခါရခင်ကစစ်လန်းကြောင်းတိုင်းမသွားဘဲနဲ့အင်းဝမြို့သို့ဓာတ်ရိုက်ချီတက်လေတော့တယ်။မင်းကောင်နော်ရထားသည်အင်းဝမြို့တော်ကိုဝင်ရောက်သိမ်းပိုက်ကရှင်ဘရင်အသစ်နောင်တော်ကြီးကိုတစ္ဆာမခံဘဲရှိနေတယ်။အလောင်းမင်းတရားကြီးရဲ့ညီတော်သရုပ်ဥဇနာသည်ပကံမြို့စားကြီးဖြစ်ရာမှာပုံကန်ချာနာကသူ့ရဲ့သူတော်မောင်လောက်ကိုအလားတူစွာတစ္ဆာမခံရှိနေတယ်။ထို့သူမွန်ပြည်မြန်မာပြည်အရက်ရန်နိုင်ထကြွမှုများပေါ်ပေါက်နေတယ်။ဒါပေမဲ့အလောင်းမင်းတရားကြီးရဲ့သားတော်များသည်လည်းစစ်ရေးစရာ၌ကျွမ်းကျင်သူများဖြစ်တယ်။ထို့တစေလေမြန်မာတပြည်တော်ညီဝိပြည်ပြောင်းအောင်နှစ်နှစ်ကြာမြအနှံ့အပြားလိုက်လံနှိမ့်နှင်းခဲ့ရလေတော့တယ်။6ဘွဲရရဲဘော်ကြီးများအလောင်းမင်းတရားကြီးအရေးတော်ပုံကာလအတွင်းတိုက်ပွဲအသီးသီးပါဝင်ဆင်နွှဲကြရတဲ့ရဲဘော်ကြီးများသည်ပွဲရတိုင်းဘွဲဒူးတင်များရရှိရာတချို့မှာဘွဲ9ဆင့်ပင်ဆင်မြန်းခဲ့ကြရတယ်။ဘွဲတင်ရတိုင်းဘွဲဟောင်းကိုဆွတ်ရတယ်။အောက်ပါတို့မှာရဲဘော်6ကျိတ်ဝင်းတို့နဲ့ဘွဲအမျိုးမျိုးနဲ့ထင်ရှားခဲ့တဲ့သူရဲကောင်း30ဦးရဲ့စည်ရင်းဖြစ်ပါတယ်။ကျန်ရှိသူများဘွဲရကြတော့လေသူတို့လောက်မထင်ရှားဘူးလို့ဆိုရပေမယ့်ငကောင်းဘွဲရတဲ့သူတွေကတော့မင်းလာပြန်ချင်းမင်းလာမင်းကောင်မဟာတင်နာပတိမင်းလာမင်းကျော်ကောင်အကမဟာတင်နာပတိတင်ထက်ဝန်တို့ဖြစ်ပါတယ်။နိငတော်ဘွဲရသူတွေကတော့တေရီရှေတောင်မင်းလာရွှေတောင်မင်းလာမင်းကောင်နော်ရတာမို့ဆိုးကြုံပုံငတာဘွဲရတဲ့သူတွေကတော့ရွှေတောင်လှကျော်ရွှေတောင်ထွန်ကဲမင်းလာရာစာမင်းကျော်တင်မဟာတေရီတိဟတူရှင်အသေးဝင်ချင်းငစည်းစိန်ဘွဲရသူတွေကတော့မင်းလာစီသူစီတာမင်းကြီးမကြီးတော်ရဲ့ခင်ပေါ်မှာငဆုတောင်ဘွဲရသူတွေကတော့တွလွန်ငကြောမင်းငယ်ပလတက်ရှိကျော်တင်တိရိတိဟသူနေမျိုးတိဟကျော်တင်ကျိုင်းငတဲ့မျိုးဝင်လက်ဝဲဝင်းတော်မူငသွင်ဘွဲရသူတွေကတော့ရဲကျော်သူရဗလာမင်းထင်ဗလာနော်ရတာကောင်းတုံဝငပန်းဘွဲရသူတွေကတော့
နန္ဒာယောတာမင်းကြီးတက်တော်ရှိတရားမျိုးစာငချင်းတီမင်းလာကျော်တင်မင်းကြီးကျော်တင်မဟာပကြံမဟာဥတ္တပပကြံမဟာနန္ဒသင်္ကြံမဟာဥတ္တမဇေယသူယတွင်သိန်းဝင်ကြံခင်းမင်းကြီးငပွေပွဲကတော့နေမျိုးရွှေတောင်မင်းလာရွှေတောင်နေမျိုးတီရိဇေယတော်ရထဝန်းကြီးငရွှေပွဲရသူတွေကတော့ဗလဇေယကျော်မင်းကျော်စီသူနေမျိုးတော်ရထမင်းကြီးမင်းခေါင်မဟာတိရိဇေယသူယတရုံးမဟာတတော်ရှိကြောက်ဆဲဝန်ငရွှေကဲပွဲတွေကတော့စစ်ကောင်းတီရိစစ်ကောင်းတီရိကျော်မင်းကြီးကျော်ဥတ္တမတီရိသင်္ခါရတိန်နီမျိုးဝင်ငမြတ်ထွန်းပွဲရသူတွေကတော့မင်းကျော်ပညာမင်းကျော်အာကောင်မင်းကျော်ရောရထမင်းကြီးစွာစောထွေမဟာနန္ဒသင်္ကြံလက်ရဝင်းမှုငချစ်ပိုးပွဲတွေကတော့ဗလာရာစာမင်းကြီးရာစာဥတ္တမရာစာစစ်တောင်းမျိုးဝင်ငနောင်းပွဲရသူတွေကတော့လက်ရကျော်တင်မင်းလာနောရထမင်းကြီးမင်းကောင်မဟာစီသူမဟာတိရသူတရိုးတိရိမဟာဥဇနာမြို့လက်ဝန်ငသွင်းမင်းငယ်ကျော်မင်းရဲ့နန္ဒသူတရိုးတီဟာကျော်ငဖြိုးတာဥချိန်ရင်တိုင်းလက်ရကြံတိုင်းလက်ရကျော်စောရွှေဝင်းတော်မူငရွှေတင်နေမျိုးကျော်တင်မြောင်ဦးစာငညိုမင်းမင်းကျော်ရွှေတောင်ဝင်းကြီးငမြပွဲကတော့ငမြနန္ဒကျော်မင်းကျော်တိတ်တီဗလဇေယကျော်တင်အပေယဂါမဏိသူယသူရကျော်တင်ဂါမဏိသင်္ကြံနေမျိုးတီဟာတင်ခဲ့သူညောင်စရင်မျိုးစာငရွှေဤနေရပြန်ချီကျော်ရွှေတောင်မင်းကျော်ရွှေတောင်စီသူစေတုကာပယဥဒိန်ကျော်သူဗမော်မျိုးဝင်ငကျော်စံနန္ဒကျော်တင်မင်းကျော်ဥဒိန်မင်းကြီးကျော်တင်မင်းကြီးမင်းကျော်ခေါမဟာတိရိဇေယကျော်သူမဟာဇရသင်္ကြံမဟာတိရိဇေယတိန်ခရစကိုင်းမျိုးဝင်စေနင်းဘူငစိန်ငုံမင်းကျော်တင်မင်းရဲကျော်မင်းရဲကျော်တင်မူကပေါက်မြင်းမူငညွတ်မင်းလာကျော်သူမင်းရဲမင်းကျော်အဝဘုံမူငဖော်တင်ငွေတောင်ပေါ်ရွှေတောင်ကျော်စွာကျော်တိရိဇေယသင်္ကြံငမြတ်တော်ရန်တိုင်းတိရိလက်ရင်တိုင်းဗန္တုသေနကျော်တင်မင်းကြီးပစ္စောတာရာဇဥတယောရာဇဥတ္တမကျော်တင်ကောင်းဟန်ဝင်ငညိုပန်နေရသင်္ခကျော်ကျော်တင်ရွှေတောင်တိရိနန္ဒာမိတ်ကျော်တင်ကျော်တင်တရဖျားမဟာတရဖျားမင်းတုံမျိုးဝင်ငဆန်ရလက်ရပြန်ကြီးမင်းထင်ပြန်ကြီးမင်းကြီးဂါမဏိဆန္ဒစတုဂါမဏိနေမျိုးဥတ္တမနောယထပကံမျိုးဝငတော်နေမျိုးနန္ဒမိတ်မင်းကြီးနန္ဒရက်နန္ဒဥတယောနန္ဒာတာရကျော်တင်မတရားမျိုးဝင်ငသွေရန်ခွင်းကျော်တူရင်တိဟကျော်တိဟရာဇသင်္ကြံနေမျိုးစီယသင်္ကြံနေမျိုးကျော်တင်တင်ခါတောင်ဖက်တိုင်ဝငညူသူလက်ရဘလူမင်းထင်နောယထာရှေ့ဝင်းတော်မူတို့ဖြစ်ပါတယ်ခွန်တိုင်းရင်းသားနှင့်နိုင်ငံခြားတပ်များပြည်ထောင်စုမြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးများအားအချင်းချင်းအလျောက်မြောက်စားချင်းမြင့်ခြင်းနေရာပေးခြင်းသည်အပတ်ပတ်မှတိုးတက်နေတဲ့အခုခေတ်မှတောင်မဟုတ်မြန်မာမင်းများလက်ထက်ကလေးကစစ်ဘက်နယ်ဘက်တို့တွင်တိုင်းရင်းသားများအားအရေးကြီးသောယာရုချင်းများတွင်ခံအပ်ခြင်းများချင်းမြင့်မြောက်စားခဲ့ကြောင်းသိရပါတယ်။ရွာသေးကြီးတိန်ထိုင်းအိုးဝေကြားနယ်တွင်တရက်17လ1982ခုနှစ်ထုတ်ဝေထားပါတယ်။တာရကပြရင်တော့ဘေးနောင်ကောဟန်တာဝတီမင်းတရားကြီးလက်ထက်မှာတော့မူအမျိုးသားအမတ်ကြီးပညာတလအားတိုင်းရေးပြည်ရေးကိစ္စများစီမံခန့်ခွဲရန်အတွက်ပညာရှိအမတ်ကြီးဖြစ်ခန့်ထားခဲ့တဲ့တိုင်းရင်းသားများကိုယုံယုံကြည်ကြည်စစ်ဘက်တွင်တပ်မှုစစ်ကဲများခန့်ထားခဲ့ကြောင်းအောက်ပါလင်းစင်းသို့ချစ်တတ်သောတပ်များတွင်တွေ့ရှိနိုင်နေတယ်။သီရိစေယနောယထာစစ်တဲ့ယူကရက်စစ်တဲ့သီရိဓမ္မသောကစစ်တဲ့ဗညာအရိဏမစစ်တဲ့ဥတ္တမသီရိဇေယသူရစစ်တဲ့တမိန်ပွန်စီစစ်တဲ့မင်းရကျော်ထင်းစစ်တဲ့တမိန်ဖြတ်ဆစစ်တဲ့နန္ဒသူရိယစစ်တဲ့ဤတံများကိုညီတော်တောင်ကူမင်းကောင်တက်မှပြူရေးချီရတယ်။ဒီစစ်တပ်တွင်ပါဝင်တဲ့တိုက်စင်600မြင်း6000စစ်တီတရေတသိန်း1000နဲ့စစ်တကြောင်းချီရတယ်။နေမျိုးကျော်တင်စစ်တဲ့တမိန်တန်လိုက်စစ်တဲ့ရာစသင်းညံစစ်တဲ့တမိန်ရဲသင်းညံစစ်တဲ့မင်းမဟာစစ်တဲ့တမိန်ဇော်ဂရက်စစ်တဲ့ဘယာသစင်းညံကြီးစစ်တဲ့တမိန်ပယံစစ်တဲ့ဘယကျော်သူစစ်တဲ့ဤတံများကို
ပြည်ပရင်သတို့မဟာဓမ္မရာဇာတက်မှပြူရေးချီတက်တယ်ဒီစက်တက်တွင်ပါဝင်တဲ့တိုက်စင်လျှောက်ရာမြင်း6တောင်စစ်တီသူရဲ့တသိန်း1000နဲ့ချီရတယ်ဘယဂါမဏိစစ်တဲ့ကဲမွန်တယောစစ်တဲ့ဇေယဘယတင်ညံစစ်တဲ့တမိန်လက်ကုန်းအိမ်စစ်တဲ့ဇင်းမယ်ဗညာတေလူစစ်တဲ့ဗညာတန်လန့်စစ်တဲ့ယူရီးယားကဩယာပိတလောက်စစ်တဲ့ဩယာသူဝနာလောက်စစ်တဲ့ဩယာပိစေကစစ်တဲ့ဒီတံများကိုသားတော်မဟာဥပရာဇာတက်မှပြူ၍ချီရတယ်ဒီစက်တက်တွင်ပါဝင်တဲ့တိုက်စင်600မြင်း6တောင်စစ်တီတရေတသိန်း1000နဲ့ချီရတယ်လို့ဆိုပါတယ်ဒါအပြင်တိုင်းရင်းသားလူမျိုးထဲမှာအရေးအချင်းပြေဝကြသူများကိုသူ့နယ်သူသူ့ဒေသကိုပင်ယုံကြည်စိတ်ချစွာဖြင့်ခံထားခြင်းတိုင်းပြည်အနေနဲ့ပေါ်ပေါက်ပါကရန်သူအားစုပေါင်းနှိမ်နင်းခြင်းရှိခဲ့ကြောင်းဘင်းအောင်လက်ထက်မိုးကောင်းသို့ခြိခန်းတွင်တွေ့နိုင်ပါတယ်တက္ကရီ936ခုနှစ်တရင်ကျော်လာပြေကျော်တရက်နေ့တွင်မိုးကောင်းမိုးညင်းသို့ခြိတက်ရန်အတွက်ဗမော်စော်ပွားစစ်တဲ့မိုးမိန်စော်ပွားစစ်တဲ့ကုန်းမောင်စော်ပွားစစ်တဲ့တိန်ဒီစော်ပွားစစ်တဲ့မိုးနေစော်ပွားစစ်တဲ့ညောင်ရွှေစော်ပွားစစ်တဲ့ဗကန်စားစစ်တဲ့ဗရုံစားစစ်တဲ့ကိနီစားတက်တဲ့ပင်းရပင်းစားတက်တဲ့မြေရူးစားတက်တဲ့ကြံတက်များကိုတမတ်တော်အင်းဝဘရင်သတို့မင်းစောကိုတက်မှပြူ၍ချီရတယ်ဒီတက်15တက်တွင်ပါရှိတဲ့တိုက်စင်800မြင်း8000စစ်တီရဲမဲ့ပေါင်း6000နဲ့ချီရပါတယ်တစိတ်တဝံတက်ဖန်တိုင်းရင်းသားလူမျိုးအားလုံးတာမကမြန်မာမြေပေါ်တွင်နေထိုင်၍မြမစံကိုစားရတဲ့နိုင်ငံသားများဖြစ်သောတရုတ်ယူရီးယားကသင်းပုံနာပေါ်တူဂီနှင့်ပတီကလာမွတ်စလင်များကိုလည်းတိုင်းရင်းသားများနည်းတူတစိတ်တဝမ်းနဲ့ရှိ၍နိုင်ငံတော်အတွက်သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းဟန်တာဝရီမင်းတရားကြီးကိုယ်တိုင်လင်းစင်းသို့ချီတက်တော်တက်နှင့်တီယိုကျွန်းသို့ချီတော်တက်များကိုတက်တည်ခံလျက်ရှိပါသည်ဟန်တာဝရီစင်ဖြူရှင်မင်းတရားကြီးတက်တော်တွင်ဝင်းတော်လေးမျက်နှာတက်သား4000ကိုရွှေတိုင်းရွှေလောရွှေကာရွှေလံဆွဲစီ၍လက်ဝဲလက်ရရှေ့နောက်1000စီလိုက်ရတဲ့ရွှေဦးရစ်တွင်ရွှေပန်းပန်စီတဲ့ကလာပတိမွတ်စလင်4000တို့ကိုလည်းတနက်ကိုကန်စီ၍လက်ဝဲလက်ရရှေ့နောက်1000စီလိုက်ရတယ်ဝမ်းပန်းညုတ်သည့်အုတ်ထုတ်ဆောင်၍ဘောင်းမီအနက်ဝစ်စင်နဲ့ကလားဘရင်ကြီးပေါ်တူဂီ400တို့ကိုလည်းအမြောက်400ကိုဆွဲစီ၍လက်ဝဲလက်ရရှေ့နောက်မြင်း100စီလိုက်ရတယ်ရှေ့မောက်တို့တွင်ရွှေပန်းပန်စီ၍ခြေချက်ဝစ်စီတဲ့မြင်းတီ4000တို့ကိုလည်းလက်ဝဲလက်ရရှေ့နောက်မြင်း1000စီလိုက်ရတယ်မူသားမက်သားစင်စည်းလိမ်မာသားသူ400တို့ကိုလည်းတိုက်စင်400နဲ့လက်ဝဲလက်ရရှေ့နောက်100စီလိုက်ရတယ်ရှေ့ဝင်းတော်ကတိရိဇေယကျော်ထင်ကိုတက်မှုလက်ဝဲရန်ရာမိတ်ကိုစစ်ကဲခံတော်မူတယ်လက်ရဝင်းတော်ကတက်ရှိကျော်ထင်ကိုတက်မှုလက်ရနန္ဒသူကိုစစ်ကဲခံတော်မူတယ်လက်ဝဲဝင်းတော်မူကနန္ဒကျော်ထင်ကိုတက်မှုဇေယနမိတ်ကိုစစ်ကဲခံတော်မူတယ်နောက်ဝင်းတော်ကဘုရားကျော်ထင်ကိုတက်မှုဓမ္မတိရိကိုစစ်ကဲခံတော်မူတယ်ဟန်တာဝတီတွင်တရာဖျားနှင့်တမိန်စိတ်ပုံကိုမျိုးဆောင်ခံတော်မူတယ်ဗညာစောနှင့်မင်းစီသူကိုအနောက်ပသိမ်တလွားကိုအဆောင်အနေခံတော်မူတယ်ဒီလိုခံတော်မူပြီးတက္ကရီ936တရင်ကျော်လာပြီကျော်9ရက်ဗုဒ္ဓဖူးနေ့မှာတော့လေးစင်းသို့ချီတက်တော်မူတယ်တီဟိုကျွန်းသို့ချီတက်တဲ့တပ်များမှာတိရိဇေယကျော်ထင်ဗညာဒလာတို့ကရန်ရင်သောတပ်များသာရွေးချယ်ရတယ်ယူရီးယားသား100တနင်္သာရီသား100လင်းစင်းသား100ဇင်းမယ်သား100ကျိုင်းတုံသား100ကတဲ့သားပုံနာ100ဒဝဲသား100မိုင်းမောသား100စီခွင်သား100တရုတ်သား100ရှမ်းစော်လုံး900မွန်900မြန်မာ900ဒီ2500သောရဲမက်တို့ကိုအထူးထူးသောမောက်တူမောက်လူမိန်ညိုတန့်ချက်နှင့်ချီရွှေလွားရွှေကာရွှေလံဆွဲစီ၍စန္ဒသူရိယကိုတက်မှုရာဇပညာကိုစစ်ကဲခံတော်မူတယ်ထိုသူတို့စီးစရာစင်နဲ့စင်းတွေကွာစွလက်ပေးစရာလဲငွေအမြောက်များပေးတော်မူလိုက်တယ်စစ်တီတော်2500ကိုတင်မော9ဆင်းတွင်ဒဇင်900စီစီး၍လွတ်ရတယ်ဆိုတဲ့မဟာရာဇဝင်ကျမ်းတွင်ဖော်ပြပါရှိလေတယ်ကြောသားမခွဲခြားပဲဒီစစ်ချီပွဲများကိုကြည်ချင်းအဖြစ်ရှေ့မင်းတို့သည်တိုင်းရင်သားများအားကြောသားရင်သားမခွဲခြားပြီးအရေးချင်းရှိလဲရင်ရှိတယ်လို့ပင်တိုင်းရင်သားတို့ကယုံကြည်စွာဖြင့်တာဝန်ပေးရခြင်းပြုခဲ့တယ်ထို့အတူတိုင်းရင်သားအပေါင်းနှင့်နိုင်ငံသားများကလည်းတစ္ဆာရှိရှိညီညီညွတ်ညွတ်ဖြင့်ပြည်တော်စုမြန်မာနိုင်ငံအန်ဒီရဲဟူတမ်းများကိုကာကွယ်ခဲ့ကြောင်းတမိုင်းဖြစ်ရများကသက်သေခံနေတော်တယ်ပရိသတ်များရှင်ဒီကနေ့မှာကျမတို့ရဲ့ channel ကနေတင်ဆက်ပေးခဲ့တဲ့မြို့မြကုန်းမောင်ရှာပုံတော်ဆိုတဲ့ဇာတ်လမ်းမှာ
အပိုင်း3ကတော့ဒီညမှာပြီးဆုံးသွားပါပြီရှင်။နောက်ရက်များမှာလည်းဒီဇလန်ရဲ့ကြန့်ရှိနေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ဆောင်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။